ဒီမြန်မာနိုင်ငံပညာရေးကျမတို့ဒီဝန်ကြီးဌာနမှာတွဲဘက်ပါမောက္ခအရာရှိနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အငိမ့်စားယူခဲ့တယ်။အငိမ့်စားယူပြီးတော့လည်းဆရာမကြီးကပညာရေးကိုစွမ်းစွမ်းတမန်စိတ်အားလူအားအပြည့်အဝနဲ့ဆောင်ရွက်ပြီးနေလောလောဆယ်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံစိတ်ပညာအသင်းမှာဆိုလို့ရှိရင်ဒုတိယဥက္ကဋ္ဌအနေနဲ့တာဝန်တွေယူထားပါတယ်။အလားတူဆရာမကြီးကဒီပညာရေးဆိုင်ရာအကြောင်းတွေဒီ institution တွေမှာဆိုလို့ရှိရင်လည်းပဲဒီ psychologist အနေနဲ့ school psychologist အနေနဲ့ဆရာမကြီးက counseling နဲ့advice တွေလည်းပေးပါတယ်ကြံပေးအရာရှိအနေနဲ့ကြံပေးပညာရှင်အနေနဲ့တော့၎င်းလုပ်ပေးပါတယ်လိုအပ်လို့ရှိရင်လည်း counseling လုပ်ပေးတယ်သင်တန်းတွေလည်းလုပ်ပို့ချပါတယ်ဟောပြောပွဲတွေလည်းပို့ချပါတယ်အခါ ECCG လို့ခေါ်တဲ့ early childhood care and development ပေါ့နော်ဒီအဲ့ဒီပညာရေးဆိုင်ရာလူကလေးငယ်များကိုကျမတို့သင်ကြားပေးရဲ့ကိစ္စမှာဆရာမကြီးကဒီမှာဆိုလို့ရှိရင်ဆရာမကြီးပညာရှင်နဲ့ဆောင်ရွက်ပေးပါတယ်အဲ့တော့ဒါဆရာမကြီးရဲ့ background မှာကျမတူတူလေးပြောတာပါဆရာမကြီးတကယ်လုပ်နေတာအများကြီးပါပညာရေးနဲ့ပတ်သက်ပြီးကျမတို့အားကိုးရတယ်ကျမတို့အားကြရတဲ့ဆရာမကြီးဖြစ်ပါတယ်ခုဒီနေ့ပြောမှာတော့သဘာဝဘေးအန္တရာယ်ကြောင့်ကလေးများစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာများရှိပါကညီတို့ပြုစုဆောင်ရွက်ကြမယ်ဆိုတာလေးကိုဆရာမကြီးကနေပြီးတော့ပြုစုဆောင်ရှောက်သူများအနေနဲ့ရောဆရာမများအနေနဲ့ရောဒီလိုမျိုးကျမတို့ကနေသူများကိုကိုယ်တိုင်းနဲ့မကဘဲနဲ့အခြားသူများကဘယ်လိုကူညီနိုင်မလဲဆိုတော့ဆရာမကြီးကဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနေ့ဒီ webinar လေးကိုကျမတို့က recording လေးကျမတို့ထားပါမယ်ဒါဆရာမတို့ကိုကြိုတင်ပြီးအသိပေးရပါအဲ့ recording ကိုတော့ကျမတို့မြန်မာဒီစောYouTube channel မှာတော့ကျမတို့ပြန်ပြီးတော့ recording လေးကိုပြန်ပြီးတော့တင်ထားပါမယ်ဒီနေ့တကယ်လို့မတက်ရောက်နိုင်တဲ့ဆရာမများအကြောင်းကြီးငယ်ရှိပါလိမ့်မယ်မိမလာတာဒါမှမဟုတ်လို့ရှိရင်လည်းပဲinternet မကောင်းတာတခါလေကျတော့လည်းလူမလက်တာဖြစ်နိုင်တာပေါ့နော်အဲ့ဒါမျိုးဆိုတော့ကျမတို့ကထားလာပြီးပါဒါဆိုကျွန်မအများကြီးမပြောတော့ပါဘူးဆရာမကြီးကိုကျွန်မဖိတ်ခေါ်ပါတယ်ဆရာမကြီးရှင်ကျေးဇူးတင်ပါတယ်ဆရာမကြီးစတင်ပြီးတော့ပို့ချလေးကျွန်မတို့နားဆင်ရစီရှင်ကဲ့ပါအားလုံးမင်္ဂလာပါရှင်ဟုတ်ကျွန်မအခုခေါင်းစဉ်မင်္ဂလာပါဆရာကျွန်မခေါင်းစဉ်ပထမခေါင်းစဉ်ပေါ့နော်ပထမခေါင်းစဉ်လေးကတော့ reaction to a disaster ပေါ့ဘေးအန္တရာယ်တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အများဆုံးတုံ့ပြန်မှုတွေကို generally ပေါ့နော်သိဖို့လိုပါတယ်အဲ့ဒါဘယ်သူတွေသိရမလဲဆိုလူတိုင်း disaster ကိုကြုံတဲ့လူတိုင်းတွေ့ကြမှာပါကြုံကြကြမှာပါဆိုတော့ကျမတို့ရဲ့ဆရာဆရာမတွေအခန်းကဏ္ဍပေါ့နော်အခုကတော့ကျမတို့ကဆရာဆရာမတွေကို focus လုပ်ပြီးတော့ပို့ချတဲ့အကြောင်းအရာလေးကိုပြောပြမယ်အကြောင်းအရာလေးတွေမို့လို့ဆရာဆရာမတွေဆိုတာဒီ community တွေမှာအရင်အရေးကြီးပြီးတော့သူတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမှာ哦အဲ့ဒီခါကျတော့ reaction တွေဘယ်လိုရှိလဲ disaster တစ်ခုမှာသူတို့ဘယ်လိုအခန်းကဏ္ဍပါဝင်ရမလဲသူတို့ကိုယ်တိုင်သိရမယ်လေသူတို့သိပြီးတော့မှသူတို့ဆက်ဆောင်ရွက်မှာ not only in classroom ပေါ့နော် classroom တစ်ခုထဲမှာကျမတို့ကဆောင်ရွက်ဖို့မဟုတ်ပါဘူးcommunity ထဲမှာပါဆရာဆရာမတွေအနေနဲ့ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်ဆောင်ရွက်နိုင်အောင်ပေါ့နော်အတက်နိုင်ဆုံးပေါ့ဒီအချိန်လေးမှာသိကျင်တာရှိနေအများကြီးလည်းမေးလို့ရပါတယ်နောက်ပိုင်းမှာလေဆိုတော့ဘေးရန်တွေတစ်ခုဖြစ်ပေါ်လာပြီး disaster တစ်ခုဖြစ်ပေါ်လာပြီးဆိုရင်အများဆုံးတုံ့ပြန်နိုင်တဲ့တုံ့ပြန်မှုတွေကဘာတွေလဲဆိုတော့ပထမဆုံးဖြစ်ချင်းပေါ့ဖြစ်ချင်း24 hours within 24 hours ပေါ့24နာရီအတွင်းမှာဘာတွေဖြစ်မလဲဆိုတော့ကိုယ်တိုင်လည်းတစ်ခုပေါ့နော်ကြုံစဉ်းစားမိလို့လည်းရနိုင်ပါတယ်ဆိုတော့ tension တွေရှိမယ်တင်းအားတွေစိတ်ထဲမှာတင်းကြပ်တင်းအားတွေဖြစ်မယ်နောက် anxiety တွေစိုးရိမ်ပူပန်မှုတွေတအားများမယ်နောက် panic ဖြစ်မယ်နောက်ရုပ်ချီးတစ်ခါလေးကြောက်လွန်သွားမှာပေါ့နော် panic ဖြစ်မယ်နောက်ပြီးတော့ stunt ပေါ့နော်ခါလေးကြက်သေးပြီးတော့ခါမူးဝေမေ့မျောသွားတာမျိုးတွေဖြစ်နိုင်တယ်မူးနောက်လာမယ်နော် days ပေါ့နော်နောက်တစ်ခါထိတ်လန့်မယ် shock တွေဖြစ်မယ်တခါကြရင်တော့မယုံကြည်နိုင်တာတွေဖြစ်မယ်မယုံကြည်နိုင်ဘူးနော်မယုံကြည်နိုင်တာတွေဖြစ်မယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့တခါကြရင်စိတ်ကတက်ကြွပြီးအကုန်လုံးပါဝင်နော်စိတ်ကတက်ကြွနေမယ်အဲ့ဒီဟာနဲ့ပတ်သက်လို့နောက်တစ်ခုကကနာမငြိမ်တာတွေဖြစ်မယ်နော်ကနာမငြိမ်တာတွေဖြစ်မယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ confuse ဖြစ်နေမယ်နော်ရှုပ်ထွေးနေမယ်နောက် agitation ပေါ့နော်စိတ်တွေတုန်လှုပ်ခြောက်ခြားနေမယ်ပြီးတော့ငိုမယ်နောက်တစ်ခါ withdraw ပေါ့အဲ့ထဲကိုလည်းမသွားဘူးဘယ်သူနဲ့မှလည်းမတွေ့တော့ withdraw နော် family တွေကိုလည်းမသွားဘူးအများတွေကိုလည်းမသွားတရားဟုတ်တယ်နောက်ဆုတ်ပြီးတော့နေတတ်တယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့
သူကိုယ်တိုင်ရှင်သန်ပြီးတော့တခြားသူတွေထိခိုက်နစ်နာသွားတယ်ဆုံးရှုံးသွားတယ်အဲ့ဒီအတွက်ကိုသူ့မှာအပြစ်ရှိတယ်အပြစ်မကင်းဘူးဆိုတော့ survival guilt ကြီးလည်းသူ့မှာရှိနိုင်ပါတယ်ဆိုတော့အဲ့ဒါတွေကဖြစ်ပေါ်လာနိုင်တာပေါ့နော်ဒါကလူအများဖြစ်ပေါ်လာမှာwithin 24 hour မှာဒါတွေတော့အများကြီးဖြစ်ပဲဆိုတော့အဲ့ဒီမှာ physiologically psychologically နော်နောက်တစ်ခုက behavior နော် behavior တွေနော် emotionally ဒါတွေအကုန်လုံးမှာသူကချုပ်ထွေးပြီးအကုန်ပါဝင်ပတ်သက်နေလိမ့်မယ်အဲ့လိုဖော်ပြပါဒီsorry နော်screen လေး share ပြပါမယ် okay နော်ဖြစ်ပြီးချင်း24 hours အတွင်းမှာဒါတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့အဲ့ဒီတုံ့ပြန်မှုတွေဟာနော်အဲ့ဖော်ပြပါတုံ့ပြန်မှုတွေဟာဘေးအန္တရာယ်ဖြစ်ပြီးချင်းလူတိုင်းလိုဖြစ်ပေါ်နိုင်တဲ့တုံ့ပြန်မှုတွေဖြစ်ပါတယ်အဲ့ဒီတုံ့ပြန်မှုတွေအတွက်တီးခြားစိတ်ပိုင်းဆိုင်ရာအဲ့ဒီမှာကျမတို့က intervention ဝင်ရမလားဆိုတော့ intervention psychologically intervention ဝင်စရာမလိုပါဘူးမလိုဘဲနဲ့ဒါ normal ပေါ့နော် so abnormal situation ကြီးဖြစ်သွားပြီ situation က abnormal ဘာလို့ဆိုတော့ disaster ကြီးဖြစ်သွားပြီ situation က abnormal ဆိုရင်ဒီ reaction တွေအကုန်လုံးဒီ normal ပဲလူတိုင်းဖြစ်မှာလူတိုင်းလိုဖြစ်ကြမှာနော်လူတိုင်းလိုဖြစ်ကြမှာဆိုတဲ့အတွက်ကြောင့်တိကျပေါ့နော် specific psychological interventions တွေဝင်စရာမလိုပါဘူး These reactions are seen in nearly everybody in affected region and can be considered normal reaction in abnormal situation ဒါ normal ပဲဒီလိုဖြစ်တာဒီ normal ဒါကြောင့်မလို့ specific psychological intervention ဝင်စရာကိုသိမလိုသေးပါဘူးပေါ့နော်24 hours အတွင်းမှာတော့ဒီလိုပဲဖြစ်ပါလိမ့်မယ်နောက်နှစ်ပတ်လောက်ကြာလာတဲ့အခါမှာနှစ်ပတ်နဲ့6ပတ်နော်6ပတ်လောက်ကြာတဲ့အခါမှာရတတစ်ပတ်နှစ်ပတ်နဲ့6ပတ်အတွင်းမှာကျတော့6ဓာရီကဆက်ရှိနေအောင်ပဲနော်ဖြစ်သွားတဲ့ဖြစ်ရတဲ့အတွက်သူခံစားလိုက်ရတဲ့ကြောက်ရွံ့မှုတွေရှိမယ်အဲ့ဒီကြောက်ရွံ့မှုတွေကဆက်ပြီးတော့တည်ရှိနေအောင်ပဲနော်နောက်တစ်ခုကတော့နိုးကြားနေမယ်တက်ကြွနေနိုးကြားနေနိုးကြားမှုတွေရှိနေမယ်နိုးကြားမှုတွေကတခါ hyper alert ဖြစ်နေမယ်သူအဲ့လိုမပြောဘူးနော်နောက်တစ်ခုကဘယ်လိုခေါ်မလဲသူ့အတူဒေါသတွေဖြစ်နေမယ်စိတ်တွေစိုးနေမယ်နောက်အိတ်မပျော်တာတွေဖြစ်မယ် unable to sleep ပေါ့နော်နောက်စိတ်တွေပူပန်းနေမယ်နောက်တစ်ခုကတော့မျောလင်းချက်တွေကုန်ဆုံးသွားပြီလားဆိုပြီးတော့သူကခံစားနေရမယ်ဒါနှစ်ပတ်ကနေ6ပတ်အတွင်းမှာဖြည်းဖြည်းချင်းဒီခံစားမှုတွေပေါ့နော်အဲ့ဒါတွေဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဘာတွေဆက်ဖြစ်အောင်လဲဆိုတော့အတွေးတွေပေါ့ flashback ပေါ့နော်ပြန်ပြီးတော့သူဖြစ်ခဲ့တဲ့ဆက်ချင်းမှာဖြစ်ခဲ့တဲ့ဖြစ်ပေါ်မှုတွေဟာပြန်ပြီးတော့အဲ့ဒါတွေကပေါ်ပါအောင်နေမယ်နော်မြေကြီးတွေအိမ်ကြီးပြိုကျသွားပြီနော်ဒါမှမဟုတ်တခုခုပေါ့နော်အဖေကတော့အဲ့ထဲမှာဝင်သွားတယ်နော်ပါသွားတယ်အဖေဆုံးသွားတယ်စသည်ဖြင့်ပေါ့တခုခုအဲ့ဒီဟာတွေကအတွက်သူခံစားရတာတွေက flashback ပြန်ပြီးတော့အတန်တွေပြန်ကြားနေမယ်နော်လှုပ်ရှားမှုတွေကိုသူခံစားနေရမယ်နော်အဲ့ဒါတွေကိုပြန်ပြီးတော့သူခံစားနေရမယ်နော်အတွေးတွေအဲ့ဒါစိတ်ထဲကနေဖြစ်ပေါ်နေစိတ်ထဲမှာဒါတွေပြန်ပြီးတော့သူခံစားနေရမယ်ပြီးရင်ငိုပါလိမ့်မယ်နော်သူငိုမယ်နော်တခါတည်းတည်းငိုမယ်ပေါ့နော်နောက်တစ်ခါသူ့ဟာသူအပြစ်ရှိတယ်လို့ခံစားနေမယ်သူတော့အသက်ရှည်တယ်သူမကယ်လိုက်နိုင်ဘူးဆိုတဲ့ခံစားချက်မျိုးတွေနော် including survival ပေါ့သူအသက်ရှင်နေတာအတွက်ကိုသူ့မှာအပြစ်ရှိတယ်ဆိုတဲ့ခံစားမှုတွေသူခံစားနေရတတ်ပါတယ်နောက်ပြီးတော့ one day ကြည်ကွဲနေပါလိမ့်မယ်နော် one day ကြည်ကွဲနေပါလိမ့်မယ်အဲ့ဒါလေးတွေသူခံစားရပါမယ်နောက်တစ်ဆက်ထဲမှာပဲဘာတွေ့ရအောင်လဲဆိုတော့အဲ့နှစ်ပတ်အတွင်းပေါ့နော်နှစ်ပတ်နဲ့6ပတ်အတွင်းမှာနော်sorry နော် အပြုသဘောပေါ့ကောင်းတဲ့ positive reaction တွေပေါ်ပေါက်လာတတ်တယ်အဲ့ဒီမှာပဲစောဟာတွေက negative နော် reaction တွေပေါ့ဒါက positive reaction တွေနည်းနည်းမျှော်လင့်ချက်ကလေးတွေရှိလာတယ်အနာကအတွက်သူမျှော်လင့်လာတယ်ငါဘာလုပ်မယ်နော်ဒါမှမဟုတ်ဘယ်သူအကူအညီတောင်းမယ်ဘာလေးတော့ပြန်လုပ်မယ်နော်ဘယ်သူအတွက်မဆုံးမသွားတဲ့လူတွေကျဆိုလဲစွန့်ကပ်မယ်ဒါမှမဟုတ်ကောင်းမှုကုသိုလ်တွေဘယ်လိုလုပ်မယ်စသည်ဖြင့်သူအဲ့ဒါလေးတွေလာမယ်နောက်တစ်ခုကကေဇေရေးလုပ်ဖို့အတွက်နော်
အနာဂတ်အတွက်မျှော်လင့်လာမယ်ဒါအနာဂတ်အတွက်စဉ်းစားမယ်အနာဂတ်အတွက်မျှော်လင့်ချက်တွေရှိမယ်ပြီးတော့ကတင်ရေးအတွက်တွေကယ်ဆယ်ရေးတွေနော်အဲ့ဒီလုပ်ငန်းတွေမှာလည်းသူကကယ်ဆယ်ရေးလည်းသူကိုယ်တိုင်လုပ်ချင်လုပ်မယ်ဒါမှမဟုတ်ရင်လည်းဒီလုပ်ငန်းတွေမှာလည်းသူကိုယ်တိုင်ကယ်ဆယ်ရေးကိုလုပ်ရင်လည်းလုပ်မယ်ပါဝင်လည်းပါဝင်မယ်ဒါမှမဟုတ်ကယ်ဆယ်ရေးတစ်ခုကိုသူဆောင်ရွက်ပါလိမ့်မယ်ဒါလေးကိုသူစဉ်းစားလာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကောင်းတဲ့ reaction တစ်ခုကဘာလဲဆိုတော့ disaster that's a nature ပေါ့နော်ဒါသဘာဝပဲဒါသဘာဝဘေးအန္တရာယ်ကြီးပဲဆိုတာကိုသူလက်ခံလာတယ်နော်လက်ခံလာမယ်ပြီးတော့မှတခါသူများတွေတိဆောက်တဲ့လုပ်ငန်းတွေပြန်လဲကောင်းမွန်အောင်တိဆောက်တဲ့လုပ်ငန်းတွေမှာသူကပြန်ပြီးတော့ပါဝင်လာမယ်နော်ပါဝင်လာမယ်ကူညီလာမယ်သူပါနဲ့နော်အဲ့လိုပါဝင်ကူညီလာမယ်ဒါလေးလည်းတွေ့ရပါလိမ့်မယ်ဒါကတော့နှစ်ပတ်ပေါ့နော်နှစ်ပတ်နဲ့6ပတ်အတွင်းမှာဒီတုံ့ပြန်မှုတွေဟာနော်တန်မှန်ပဲဖြစ်တာတခြားမို့လို့စောစောကပြောသလို that's a normal reaction in abnormal situation ပေါ့နော် normal reaction in abnormal situation ဒါကြောင့်မို့လို့ဒါကိုကျမတို့ကဂျားတွေကနေပြီးတော့ဟာ intervention တစ်ခုခုဝင်ဖို့ဟာ counseling ဝင်ဖို့နောက်တစ်ခုခု intervention ဝင်ဖို့မလိုသေးဘူးပေါ့နော်ဆိုတော့ဘေးအန္တရာယ်ကြားရောက်နေတဲ့သူတွေရဲ့စိတ်လှုပ်ရှားမှုတွေကညှိလွဲတယ်လို့ကျမတို့ပြောလို့မရဘူးdisorder မဟုတ်ဘူးပေါ့နော် psychological disorder လည်းမဟုတ်ပါဘူး abnormal တွေလည်းမဟုတ်ပါဘူးဆိုတော့အများစုဟာကြမ်းမာနဲ့သူကဒီအခြေအနေကိုအချိန်ပေါ်မှာမူတည်ပြီးတော့တဖြည်းဖြည်းနဲ့ကျော်လွှားသွားနိုင်ပါလိမ့်မယ်အဲ့ဒီခါကျတော့ဒါတွေ disaster တွေကိုเนาะအများဆုံးပေါ့เนาะဒီလိုအခြေအနေမှာသူတို့ကသူတို့ကုတ်လုပ်သွားတာเนาะသူတို့ကသူတို့ coping နော် disaster effective population ကလူတွေက commonly ကုတ်လုပ်သွားတယ်အဲ့ skills တွေသူတို့မှာရှိတယ်အဲ့တန်းသူတို့ကုတ်လုပ်သွားမယ်ဘာတွေလုပ်မလဲဆိုတော့ ways ကနှစ်ခုရှိတယ်เนาะgood ways ပေါ့เนาะမှန်ကန်တဲ့ right ways ပေါ့မှန်ကန်တဲ့เนาะမှန်ကန်တဲ့ adaptive way ပေါ့ adaptive ways တွေလည်းရှိတယ်အဲ့ adaptive way မှာတော့ဒါပေါ့နော်ဒါတွေက ways of coping ဒါတွေလုပ်သင့်တယ်ဒါတွေလည်းလုပ်ရမယ်ဒါတွေလုပ်ရင်းနဲ့သူ့ရဲ့စောစောကခံစားခဲ့ရတဲ့ခံစားချက်တွေကတဖြည်းဖြည်းနဲ့လျော့ပါသွားမယ်လုပ်ဖို့လိုတယ်သူကဥပမာဆိုတော့တခြားသူတွေစီကအကူအညီတူတောင်းရမယ်ဒါ taking to another person for support ဒါကinformation စီရအောင်သူရှာယူရမယ်သူလိုနေတဲ့ information ဆိုသူမေးမယ်သူရအောင်သူရှာကြမယ်ပေါ့နော် getting needed information သူလိုအပ်နေတဲ့ information ကိုရအောင်ယူမယ်နောက်တစ်ခါစိတ်ငြိပြီးတော့မစားမတောက်နဲ့မနေလို့မရဘူး rest ယူရမယ်နော်လုံလောက်တဲ့အနားယူမှုတွေ nutrition စီ exercise စီသူလုပ်ရမယ်နောက်တစ်ခါ engaging in positive distraction activity ပေါ့ hobby စီသူစာပတ်တယ်သူဒီ psychologically သူခံစားနေရတာတွေသူလျော့သွားအောင်သူဒီ hobby သူဆောင်ရွက်ချင်တဲ့ပေါ့နော်သူဝါသနာပါတဲ့ဟာလေးတွေစာဖတ်တာလေးတွေစသည်ဖြင့်အဲ့ဒီ activities ကိုသူလုပ်ဖို့လိုတယ်ဒါမှသူနည်းနည်းငြိမ်သက်လာမှာပေါ့နောက်တစ်ခါ trying to maintain a normal schedule to the extent possible ပေါ့နော်သူတကယ် normal schedule စီသူ့မှာငကိုတွေကရှိပြီးသားအဲ့ဒါကိုပြန် maintain လုပ်ပါနော်ဥပမာကျောင်းဆရာမတယောက်ဒီကျောင်းပြန်သွားပါနော်ကျောင်းဖွင့်နဲ့အချိန်ပေါ့နော်ကျောင်းပြန်သွားပါသူအလုပ်လုပ်နေတာပြန်လုပ်ပါအင်ရှင်မတယောက်ဒီဟိုမှာဆိုတာနင်းပြန်ချက်ပါသမင်းပြန်ချက်ပါသူမိသားစုကိုပြန်ဂရုစိုက်ပါနော်နောက်တစ်ခါ telling yourself that it is natural နော်ဒါ natural ပဲသဘာဝကြီးပဲနော်သူကနော်ဒါသဘာဝပဲနော်ဒီအချိန်အတိုင်းတာတစ်ခုအတွင်းမှာဖြစ်သွားတာနော်အချိန်အတိုင်းတာတစ်ခုအတွင်းမှာဖြစ်သွားဒါဆိုတာသူ့ကိုယ်သူပြန်ပြီးတော့ self talk ပေါ့နော်သူကသူပြန်ပြောနေရမယ်ပြန်ပြောပြီးသူအဲ့ဒီ coping လုပ်ရမှာပေါ့နော်အဲ့ဒါလေသူလုပ်နေတဲ့နော်သူကြုံတွေ့လိုက်ရတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တင့်တော်တဲ့ coping တစ်ခုကိုလုပ်ဖို့လိုတယ်နော်မဆိုပါတော့တိတ်ခန်းစားညာဆိုသူများစီအကူညီတောင်းမယ် information ဆိုဟိုလူမေးဒီလူမေးအစားအသောက်မစားဘဲနဲ့တပိုင်တွေနဲ့မနေဘူးနော်လုံလောက်တဲ့အနားယူမှုတွေ nutrition လေးတွေနော်စပြီးအာဟာရပြည့်မြတ်ဟာလေးတွေစပြီးကိုအားရှိဖို့လိုတယ်နော်နောက်တစ်ခါကို hobby စီးတွေနော်စိတ်ပြေလက်ပြောက်စာဖတ်တာလေးတွေနောက်သူ့ကိုယ်သူပြန်ပြီးတော့ထိန်းရမယ်ဒါ
တစ်ချိန်ဒါ normal ပဲအဲ့ normal ချက် juice တွေပေါ့နော်ငကိုတော့လုတ်ခဲ့တဲ့အလုပ်တွေကိုသူပြန်လုတ်ဒါမှမဟုတ်လည်းသူကိုယ်သူဒါကတော့တစ်ချိန်မှာတော့နော်ဒါ natural ပဲ natural disaster မဟုတ်လို့ဒါတစ်ချိန်မှာတော့ပျောက်သွားနိုင်တယ်ဆိုတာကိုသူပြောရမယ်သူခံစားရမယ်ပြီးတော့နော်တကယ်သူအရင်တော့လုပ်ခဲ့တဲ့ pleasant activities တွေရှိတယ်အဲ့ဒါလေးတွေကိုပြန်ပြီးတော့မနေ့စောစောလမ်းလျှောက်တာမျိုးလေးအစားတော့ eating healthy meals ပေါ့နော်eating helpful meals ပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားတော့ရမယ်စောစောဟာလေးမှာပါပြီးသားပါနော် taking break ပေါ့နော်သူအနားယူမှုလေးတွေလုပ်ရမယ်နောက်သူများနဲ့ပေါင်းတင်ရမယ်အဲ့မှာစိတ်ဘက်မှာဆိုမှသူများကိုကူညီရင်းနဲ့နော်လူအုပ်စုလူမှုရေးအဖွဲ့အစည်းအသင်းအပင်းတွေဒါမှမဟုတ်တကယ်ချင်းအပေါင်းအသင်းတွေဆောင်ရွက်ကြတယ်ဆိုရင်အဲ့ဒီမှာလည်းကိုဝင်ပါလို့ရတယ်ဒါမှမဟုတ်ရင်အများနဲ့တွားပြီးအချိန်တွားပြီးတော့သူတို့အထက်မှာတွားပြီးဝင်ရောက်ပြီးတော့ဆောင်ရွက်လို့ရတယ် spending time is other ပေါ့နော်နောက်တစ်ခါ support groups တွေကိုလည်းသူ participate လုပ်လို့ရတယ်ဒါပြီးတော့ကူညီတဲ့အဖွဲ့တွေရှိမယ်အဲ့ဒီမှာသူကတွားပြီးတော့ participate လုပ်လို့ရတယ်နောက်တစ်ခါ relaxation ပေါ့မတရားထိုင်တာမျိုးလေးတွေစိတ်သက်သာအောင်နော်relax treatment method တွေကိုသူလုပ်လို့ရတယ်နောက်တစ်ခုကတော့သူ့ဟာသူ self talk ပြောပေါ့ပြပြနေတဲ့ဆိုတာဒါဘာမှဖြစ်ဘူးဒါတစ်ခါပဲခဏပဲဖြစ်သွားတာဒါပြန်ကောင်းသွားလိမ့်မယ်စသည်ဖြင့်နော်သူခြေနဲ့နှစ်သိမ့်ဘွေကောင်းမဲ့စကားလုံးလေးတွေနဲ့သူ့ကိုယ်သူ very calmly ပြန်ပြီးတော့ self talk သူ့ဟာသူပြန်ပြောဖို့လိုပါတယ်နောက်တစ်ခုကတော့ကဲလို့ဒါလိုအပ်တယ်လို့ကိုယ့်ကိုထင်ခဲ့ရင် counselor ရှာပေါ့ seeking counseling ပေါ့သူများစီ advice ယူမယ် counseling လုပ်မယ်နောက်က spiritual support ပေါ့နော်ဘာသာရေးရပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာအားဖြင့်ပဲဖြစ်ဖြစ်သူ့ကိုအထောက်အပံ့ကူညီမှုပေးမဲ့နော်စိတ်ပိုင်းဆိုင်ရာမြင့်တက်လာဖို့အတွက်လည်းသူအဲ့ဟာကိုလည်းသူရှာမယ်ဥပမာဘာသာရေးနဲ့ပတ်သက်တဲ့ဘုန်းတော်ရေးစမတရားဒါမှမဟုတ်လည်းရက်ွက်လူကြီးတွေနော်ဆရာဆရာမတွေနော်ကိုအဲ့ဒီကနေပြီးတော့ကို support ရအောင်လုပ်မယ်နောက်တစ်ခုကတော့ကိုခံစားရတာတွေချရေးမယ်နော် keeping a journal ဆိုတော့ကိုခံစားရတဲ့အလုပ်တစ်ခုမှချရေးမယ်ဆိုတော့ခံစားခဲ့ရတယ်ကြုံတွေ့ရတယ်ချရေးလိုက်ပြီးရင်အဲ့ဒါတွေပြန်ဖတ်မနေဘူးအဲ့ဒါတွေစုပ်ပြစ်ပြီးတော့လွတ်ပြစ်ရုံပဲအကုန်လုံးကပျောက်သွားရမယ်ကိုယ်စီမှာရှိတဲ့ဟာတွေကပျောက်သွားဖို့လိုတယ် stress တွေလျော့သွားဖို့လိုတယ်နောက်တစ်ခုကတော့ဒါ practical that you can do right now အခုလုပ်နိုင်တဲ့အလုပ်ကိုဒီ situation ကပို့ပြီးကောင်းလာမယ်ကိုယ့်ရဲ့အခြေအနေကြီးကပို့ပြီးကောင်းလာမယ်ကိုယ့်ရဲ့နဘေးပါဝင်ကြပို့ပြီးကောင်းလာမယ်ဆိုတော့ကို focus လုပ်ပြီးတော့တကယ်လုပ်နိုင်တဲ့အောင် practical အရာလက်တွေ့ကြဆောင်ရွက်ပြီးချက်ချင်းအခုလုပ်ရမယ်ဆိုအခုကိုထားလုပ်လိုက်မယ်နောက်တစ်ခါတော့ coping methods တွေကိုအရင်တုန်းကစိတ်ညစ်တယ်ဒီလိုမျိုးခံစားခဲ့ရတယ်ပေါ့နော်ဒါနဲ့အလားတူခံစားခဲ့ရတယ်ဆိုတာမျိုးရှိခဲ့ရင်ခံစားခဲ့ရတာကိုဘယ်လိုဖြည့်သိမ့်ခဲ့လဲကိုဘယ်လို cope လုပ်ခဲ့လဲအဲ့ဒါအောင်မြင်ခဲ့တယ်ဆိုအဲ့ဒီ method ကိုပြန်သုံးမယ် okay နော်အဲ့ဒါကြောင့်မလို့အဲ့ဒီ coping method ဒါသည် not only for disaster ပေါ့နော်ကိုယ့်ရဲ့ anxiety တွေကိုယ့်ရဲ့ stressful ဖြစ်တဲ့အခြေအနေတွေကိုခံစားနေရတာတွေကိုယ့်ရဲ့ emotion တွေကတအားကိုတခါလဲခံစားချက်တွေ intense ဖြစ်နေမယ်ဆိုရင်ဒါတွေဒီ cope လို့ရပါတယ်ဒါways of coping တွေပဲပေါ့နော် not only for the disaster ပေါ့အခုဒီ disaster အခုဖြစ်ချင်းကျမတို့စဉ်းစားနေတဲ့ဥမာငရင်ဘေးပေါ့နော်ငရင်ဘေးကိုစဉ်းစားနေရင်တော့ဒီ coping တွေကကိုယ်တိုင်ခံစားရင်နော်မြေကြီးကလည်းပြိုသွားပြီဒါတွေလုပ်လို့ရပါမလားမဟုတ်ပါဘူးကျမတို့ဒီ emotion နော် emotion ကို cope လုပ်တာဖြစ်ပါတယ်နော်ကိုယ့်ရဲ့ခံစားနေရတဲ့ emotion တွေကိုကောင်းလာအောင်ကျမတို့ဒီ method တွေနဲ့ဒါကောင်းတဲ့နော် positive coping တွေပေါ့နော်ဒါတွေက ways of coping တွေမှာဒါရှိပါတယ်နောက်တစ်ချို့ကြတော့ coping လုပ်တာပဲနော်ခံစားနေရတဲ့ emotions တွေကိုပျောက်အောင်လုပ်တာပဲဒါပေမဲ့ adaptive မဖြစ်ဘူး maladaptive မှားယွင်းနေတဲ့နော်ညှိမှုတွေနဲ့ coping လုပ်တာတွေ့ရပါတယ်ဥပမာဆိုပါတော့ကျွန်တော်အရက်တောက်တာများသောအားဖြင့်ယောက်ျားလေးတွေဆိုလို့ရှိရင်စိတ်ညစ်တယ် stressful ဖြစ်တယ်နော်ခံစားနေရတယ်ဆိုရင်သူက alcohol တွေ drugs တွေကိုသုံးတော့တာပဲနော်ဒါခဏတော့ပျောက်သွားမယ်နော်ခဏတော့ခံစားနေရတဲ့ anxiety တွေပါနော်စိတ်သက်သာအများရချင်ရသွားမယ်ဒါပေမဲ့သူ့ရဲ့နောက်ဆက်တွဲကြီးအရန်
ပြင်းထန်တဲ့အတွက်ကြောင့်ဒါဒီမလုပ်သင့်သော coping ဖြစ်ပါတယ်ဆို maladaptive coping action ပေါ့နော်နောက်တစ်ခါ activity တွေကနေပြီးတော့သူက withdraw လုပ်တယ်ဘာမှမလုပ်ချင်တော့ဘူးနော်သူငကိုလုံးနေတဲ့အလုပ်တွေလည်းမလုပ်ချင်ဘူး activity တွေသူရှိနေတယ်ဆိုဥမာအင်ရှင်မတယောက်ဒီဟင်းချက်တယ်ဆိုဟင်းလည်းမချက်တော့ဘူးဘာမှမလုပ်တော့ခွေပြီးတော့နေမယ်ငြိမ်နေမယ်နောက်တစ်ချောင်းချောင်းမှသွားနေမယ် withdrawing from activities နောက်တစ်ခါ withdrawing from families or friends တကယ်ချင်းနေနဲ့လည်းမတွေ့ဘူးမိသားစုကနေလည်းရှောင်ခွာသွားတယ်အဲ့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်တစ်ခါစိတ်ပြည့်လည်းစိတ်ပြတ်အောင်ပေါ့နော်စိတ်ထဲမှာပျောက်သွားအောင်အလုပ်ပဲဖိလုပ်မယ်ဆိုပြီးတော့ working too many hours လုပ်လို့မရပါဘူးဟာစက်တက်ဒီအလုပ်ပဲလုပ်မယ်ပြင်းပြင်းထန်ထန်အလုပ်တွေလုပ်နေမယ်အဲ့ဒါကလည်း maladaptive coping action ပါပဲနောက်တစ်ခါ getting violently angry ခါစိတ်ဆိုးစိတ်ပေါ့နော်ပောက်ကွဲပြီးတော့ဘုံတိုင်းတခါလေစိတ်ဆိုးပြီးတော့ခါလေပောက်ခွဲမယ်ဒီဟာပောက်ခွဲမယ်တခုကိုစိတ်ဆိုးတဲ့ဟာပြင်းပြင်းထန်ထန်ကြီးပောက်ကွဲမဲ့ဟာမျိုးကြီးဆောင်ရွက်လိုက်တာလည်းမကောင်းပါဘူးအဲ့ဒါလည်း maladaptive coping ပါနောက်တစ်ခါသူများကို blame လုပ်တာကို blame လုပ်တာနော်ဒါငါကြောင့်မဟုတ်ငါလုပ်တာငါအဖြစ်ပဲနော်ငါကြောင့်မဲဆိုတဲ့ခံစားချက်တွေဒါမှမဟုတ်သူကြောင့်သူလို့ဆိုသူများပေါ်မှာ blame လုပ်တာတွေအဲ့ဒါတွေကအလွန်အမင်းလုပ်လည်းမရပါဘူးသူများပေါ်မှာအပြစ်တွေပုံချလိုက်တာပေါ့နော်ဒါမှမဟုတ်ရင်ကိုအပြစ်ပုံချလိုက်တာအဲ့ဒါတွေကလည်း coping action မှာ maladaptive ဖြစ်ပါတယ်နောက်တချို့ကျတော့ anxiety တွေတိတ်များတယ် stress တွေတအားများတယ်ဆိုရင်အစားတွေအများကြီးစားတယ်ဘာကြောင့်လဲဆိုတော့အစားခြင်းဒီကိုယ်ကိုကျင့်တတ်စေတယ်ပေါ့နော်ကိုယ်ကိုကောင်းစေတယ်ပေါ့ကိုယ့်ရဲ့ခံစားချက်ကိုကောင်းစေတော့အစားတွေအများကြီးစားတယ်နော်ဒါမှမဟုတ်လေစိတ်ညစ်လို့ဆိုတော့များသောအားဖြင့်မစားကြအောင် under eating ပေါ့အများကြီးစားတာလည်းမကောင်းပါဘူး under eating လည်းမကောင်းပါဘူးเนาะ healthy ဖြစ်မဲ့အစာအသောက်ကိုမှန်လေးစားမယ် not taking care of yourself တခါကျကိုရေမချိုးဘူးဒါမှမဟုတ်ရင်တရရမနေဘူးမအိပ်တော့ဘူးเนาะdiet တွေပါလည်းကောင်းမလုပ်ဘူး exercise တွေလည်းမလုပ်ဘူးစသည်ဖြင့်เนาะကိုဂရုမစိုက်တော့ဘူးကိုပြစ်ပယ်ထားတဲ့ဟာမျိုးဆိုလို့ရှိရင် that's a maladaptive coping strategy ပါပဲเนาะဒါတွေအဲ့ဒီ strategies ကိုသုံးပြီးတော့เนาะဒါတော့မသုံးဘူးပေါ့เนาะကျမတို့ဒီဒါတော့မသုံးဘူးတကယ်ကို adaptive ဖြစ်တဲ့ရှေ့ကပေါ်ပြခဲ့တဲ့ coping strategies ကိုသုံးလိုက်နေဆိုရင်ဆော့ဆော့ပြောတဲ့2ပတ်နဲ့6ပတ်အတွင်းမှာတွေ့ရတယ်ဒါမှမဟုတ်လည်းဖြစ်ချင်းเนาะdisaster တစ်ခုကိုဖြစ်ချင်းသူခံစားခဲ့ရတဲ့ဟာတွေဟာဒီလိုမျိုးကုတ်လို့ရင်းနဲ့အလိုအလျောက်ရော့ပါသွားပါလိမ့်မယ်နော်ရော့ပါသွားလိမ့်မယ်ဒါလေးတော့ကိုယ့်အကူတက်တာအောင်ကျမတို့လုပ်ဖို့လိုပါတယ်ဆိုတော့ရက်တက်ပတ်6ပတ်နောက်ပိုင်းရောက်တဲ့အခါမှာနော်ဒါတွေကရှိနေဦးပါပဲစောစောကပြောခဲ့တဲ့ restlessness ဖြစ်မယ်နော်ကနာမငြိမ်ဖြစ်မယ်ထိတ်လန့်တုန်လှုပ်တဲ့ခံစားမှုတွေရှိနေမယ်ပြင်းထန်စွာဝင်နေနေတာတွေကဆက်ပြီးတော့ရှိအောင်မယ် continue intense sadness တော့မစီလျော်တဲ့အဆိုးမြင်မှုတွေရှိမယ် unrealistic နော် pessimistic thoughts တွေရှိမယ်မစီလျော်ဘူးအဆိုးမြင်တဲ့ဟာတွေငါအဖေတော့မရှိတော့ဘူးအမှန်တော့အဖေကရှိကျင်လဲရှိမဲမချင်မပြောက်သေးမရှိသေးဘူးပေါ့နော်စုံတယ်မစုံမသိသေးပေမဲ့လို့သိသွားပါပြီနဲ့တူပါတယ် तू ကဘယ်လိုခံစားနေရမှာစသည်ဖြင့်မစီလျော်တဲ့အဆိုးမြင်မှုတွေရှိမယ်နောက်တစ်ခုကတော့တရားဥထဲနေတယ်နော်ဘယ်မှမသွားဘူး isolated ဖြစ်တယ်တယောက်တည်းနေမယ်တယောက်တည်းနေတဲ့အခါမှာအဲ့တယောက်တည်းနေတဲ့နော် withdraw behavior တွေကမကောင်းပါဘူးနော်နောက်တစ်ခုကတော့စိုးရိမ်ပူပန်မှုတွေကြီးမြင့်နေမယ်နော် anxiety တွေများနေမယ်နော်အဲ့ဒီမှာဆိုရင် तू ကခါလဲတုန်လှုပ်ခြောက်ခြားမှုတွေနော်ပြုတ်ခြင်း angina တွေ restless ဖြစ်တာတွေခေါင်းကိုက်တာတွေစိုးရိမ်ပူပန်မှုများတဲ့အတွက်ကြောင့် physical symptoms တွေကလည်းဒါတွေဖြစ်နိုင်တယ်ဒါတွေခံစားရမယ်ပေါ့ဒါရက်သက်တစ်ပတ်6ပတ်နောက်ပိုင်းမှာဆက်ပြီးတော့ဒါတွေလည်းရှိနေနိုင်သေးတယ်ဆိုတော့နှစ်ပတ်ကနေနော်တစ်ပတ်ကနေ6ပတ်အတွင်းမှာရှိရဟာတွေဒီလည်း psychologically intervention ဝင်စရာမလိုဘူးသူဟာသူ coping လုပ်ရင်းနဲ့အဆင်ပြေသွားနိုင်တယ်ပေါ့နော် coping တော့လုပ်ရမယ်နည်းနည်းရောဒါပေမဲ့လည်း6ပတ်နောက်ပိုင်းမှာဒါတွေတစ်ဆက်ပြီးရှိတယ်ဆိုရင်တော့ကျမတို့ဒီဘာလုပ်လို့ရလဲဆိုတော့နောက်ပိုင်းမှာအဲ့ဒီတုတ်ပံများရှိပြီမဲ့လို့လဲကျမတို့က psychologically disorder လို့မပြောသေးဘူးသူကစိတ်ဖောက်သွားပြီနော်ဒီလိုမျိုး
disaster ကြီးနဲ့ကြုံလိုက်တဲ့အတွက်ကြောင့်6ပတ်တောင်ကြာပြီနော်6ပတ်နောက်ပိုင်းတောင်ရောက်ပြီတလား6ပတ်ဆိုတော့တလားခွဲပေါ့2လတောင်ရှိပြီ3လတောင်ရှိပြီသူတို့ရဲ့အခြေအနေကဒီလိုပဲဒီ behavior ဆရာဆက်ပြီးတော့ရှိနေသေးတယ်ဆိုရင်နော်ဒါပေမဲ့လည်းကျမတို့ဒီသူ့ကို psychologically disorder စိတ်ပိုင်းဆိုင်ရာဖောက်ပြန်သွားပါပြီယောဂတစ်ခုဖြစ်ပါပြီလို့ကျမတို့ပြောလို့မရသေးပါဘူးဆိုတော့ပထမဆုံးတော့တကယ်အခြေခံစိတ်ပညာဆိုင်ရာအကူအညီမှုတွေကျွမ်းကျင်တဲ့သူတွေကအကူအညီပေးနိုင်ပါတယ် psychologist တွေ clinical psychologist တွေနောက် counselor တွေနောက်မှသူတို့ကနေသက်ဆိုင်ရာကနေ referral လုပ်ပြီးတော့မှနော်သက်ဆိုင်တဲ့ counseling တွေ့မယ် counseling ကလည်း counseling လုပ်ကြည့်မယ်လုပ်ကြည့်ရင်လည်းသူကဘာလို့လိုအပ်နေတယ်နော်သူတက်တာသွားလားတက်တာသွားလို့ counseling section လေးတွေမှာ2ချိန်ယူရ3ချိန်ယူရ4 5ချိန်ယူရသူ့ရဲ့အခြေအနေကို counselor ကသိမယ်ဆိုတော့သူ့အခြေအနေကဘာလို့သိနေနော် referral ထပ်လုပ်ရမယ် clinical psychologist စီပို့ရမလားဒါမှမဟုတ် psychiatrist စီပို့ရမလားစေဝါပဲလူလားအဲ့ဒီမှာကျမတို့ကသူတို့ကိုတစ်ဆင့်ထပ်ပြီးတော့လမ်းညွှန်ပါမယ်အဲ့ဒီလိုဆောင်ရွက်လို့ရပါတယ်ဒါဘာကြောင့်ပြောတာလဲဆိုတော့ဒီ community တစ်ခုမှာဆရာဆရာမတွေကအရင်အရေးပါတဲ့အခန်းကဏ္ဍရပ်ကွက်ကြီးရွာတွေမှာဆိုလို့ရှိရင်ကျမတို့ကဆရာတွေကသူတို့ကဒီရပ်ကွက်အတွက်အဓိကကြာဆုံးပုံကိုယ်တွေဖြစ်ပါတယ်သူတို့ဆောင်ရွက်ပေးလို့ရပါတယ်เนาะဆောင်ရွက်ပေးပါလို့ပြောချင်ပါတယ်ဒါလေးကတော့ဒီတွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေကိုသိအောင်လို့ပြောတာပါ thank you ပါဒါဆိုရင်နောက်တစ်ခုပေါ့เนาะနောက်တစ်ခုဆက်ပြောပါမယ်နောက်တစ်ခုကတော့ဗာပြောချင်လဲဆိုတော့စောစောကပြောတော့ပါလေโอเคမမ desktop မှာပဲရှိရမှာဟမ်ဟုတ်ပြီဆိုရင်နောက်တစ်ခုဆိုတော့ဒါကိုချလိုက်ရမှာပေါ့နော်ဟုတ်အဲ့ဒါဟိုညာဘက်ပေါ်တောင်း cross လေးနှိမ့်လိုက်လို့ရှင်ပိတ်သွားပါပြီမမညာဘက်ပေါ်တောင်းပေါ်ညာဘက်ပေါ်ဆုံးကဟိုအနီလေးမှာအပေါ်မှာအနီရဟုတ်ပြီ stop share okay ဟုတ်ပြီရပြီဆိုတော့နောက်တစ်ခုကိုပြောင်းရမှာပေါ့နော်နောက်တစ်ခုဆိုတော့ဘယ်အောင်ချလိုက်ရမလဲအခုဆိုမမ screen ကိုမြင်နေရပြီလားမမရဲ့ desktop ကိုမမပုံမများ share လိုက်ပြီးတော့ဒါမဟုတ်တော့ပဲနဲ့နောက်တစ်ခုကို share ရမှာလေနောက်တစ်ခုဖွင့်လိုက်လို့ရတယ်ဟုတ်ကဲ့နောက်တစ်ခုကိုဘယ်လိုဖွင့်ရမလဲဒါပြလိုက်ဟုတ်ကဲ့ဒါပြီးသွားဆိုတော့ဒါကိုပိတ်လိုက်လို့ဒါကို share ကိုပိတ်လိုက်လို့ရပြီဒါ stop share ပေါ့ stop share လုပ်လိုက်မယ်ဟုတ်ကဲ့လုပ်လိုက်ပြီ stop share လုပ်ပြီးတော့နောက်တစ်ခုကိုဖွင့်ဖို့ကြတော့ဟုတ်ကဲ့ share ကိုနောက်တစ်ခါပြန်နှိမ့်လိုက်မယ်share ကိုတစ်ခါပြန်နှိမ့်ရတော့ဒါပဲပေါ်တယ်အမအဲ့ခါအဲ့ဒါဆိုရင်ဟိုကလေမမဟိုက desktop မှာမမကြည့်နေလား computer screen desktop ကိုသွားလာဟုတ်ကဲ့နှစ်ခုဟုတ်ကဲ့ desktop ကိုသွားမယ် desktop လည်းမတွေ့ဘူးတော့မမပုံ okay တတတော့ခေါ်လိုက်ရတယ်ဘာမှမဖြစ်ဘူးဒီကရှေ့ဆက်သွားလိုက်နားလင်းပြရတာပေါ့အဲ့တော့ဆရာမကြီးခုပြောသွားတာကြီးကမတမ်းမှဟိုဖြစ်ပါတယ်အကျိုးရှိပါတယ်ဟိုနောက်ပြီးတော့ဒီ psychological dancing နဲ့ဟိုဒီနေ့စဉ်ဖြစ်နေရတဲ့ဟုတ်ပြီဟုတ်ကဲ့အဲ့ခါကျတော့ဟိုဒီမှာလေနောက်ပိုင်းမှာလည်းမင်းကွန်းလေးတွေရှိပါတယ်လောလောဆယ်ဒီမှာမင်းကွန်းလေးတစ်ခုဒါလေးကခုမဖြေလဲရပါတယ်နောက်ပိုင်းလည်းဖြေဟိုဒီ trauma နဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ပြောချတဲ့အခါမှာအခုကတော့သဘောBN ရေပေါ့လေကျမတို့နိုင်ငံမှာလည်းဒါလေးတွေကြုံတွေ့ရတော့ဒီခံစားချက်ကလေးတော်တော်များများပါရှင်ဆိုတော့ကြံတဲ့မှာရအောင်ဆိုပါတော့ဟိုဒီကလေးငယ်ပေါ့အမှန်တော့လူကြီးဖြစ်သွားတဲ့အထိစိတ်ထဲမှာဒါလည်းခဏပိတ်တယ်ဒါလာမယ်အဲ့တော့ကင်မရာပဲလို့ပိတ်ဗီဒီယိုပိတ်တယ်ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါဟိုနေ့နောက်တစ်ခုမပိတ်ထားရတယ်ဒါလည်းဟိုပါလေဟုတ်ပါလို့ရှင်အခုနောက်တစ်ခုဒါတစ်ခုပြီးသွားပြီကွယ်တစ်ခုပြီးသွားတော့နောက်တစ်ခုအဲ့ဒါပိတ်မယ်အဲ့ဒါပိတ်လိုက်ဒါတိတ်လိုက်
ဒီဟာဖွင့်မှာဒါဖွင့်လိုက်အေးရအေးဟုတ်အဲ့ဒါဆိုရင်ဒီပါဟုတ်ဘူးဟုတ်ကခုနဟာလေးပြတာလေခုနဟာမှန်နေတာအဲ့ဒါဒီကမှာကြောင့် ကင်မရာပြန်ဖွင့်လိုက် ဟုတ်တယ် screen share လေး share ကိုမှနှိပ်လိုက် screen share ရမယ်နော် share ကမရှိတာလေ အောက်ဆုံးလေးပါစိမ့်လေးပါအောက်ဆုံးထမ်းလေးပါစိမ့်လေးအောက်ဆုံးထမ်းပါအလယ်လေးပါစိမ့်လေးရှိအောက်ဆုံး yes ရပြီလားယင် ဟုတ်တယ်အဲ့ဒါမ maximize လုပ်လိုက်လို့ရပါပြီအကြီးလေးချဲလိုက်လို့ရပါပြီဒီအောက်ခုနကတော့မအောက်နားလေးမှာဖေဘက်အောက်ထောင်လေးမှာ ဒီမှာ yes I see ဟုတ်တယ် ရပြီ ကင်မရာ ဟုတ်တယ်မမအဲ့မရရ ဟုတ်တယ်မဟုတ်အဲ့ဟုတ်တယ် ရပြီလား Yes, very good, thank အဲ့ဆို you. မမေကဖွင့်လိုက်ပြီလား screen မမေ ထားရဟုတ်ကဲ့ မမရောတွေ့ရလား တွေ့ရတယ်လူလည်းတွေ့ရတယ် screen လည်းတွေ့ရပါ ဟုတ်ပြီအဲ့ဒါဆိုရင်ဟုတ်ညီမလေးပြောပါမေးထားတဲ့မေးခွန်းရှိလို့လားယင် မမေခုနကတော့နိခြားထဲမှာခဏလေးဟိုဆရာမလေးလည်းပဲဟိုဖြစ်သွားအောင်ဆိုပြီးတော့ခြားထဲမှာမလည်းအမောပြအောင်လို့နိအဲ့လေးကို ရပါတယ်ညီမလေး သိချင်တာပါလဲဆိုတော့ trauma ကအခုခါကတော့ဒီဟိုဒါ natural ဟို Tyson story နဲ့ဖြစ်လာတဲ့သူတို့နဲ့ related ဖြစ်လာတဲ့ဟို trauma ကိုပြောကြတော့အခါတရံကျအခြားကိစ္စတွေကြောင့်လည်း trauma ဖြစ်နိုင်တာဟိုစိတ်ဒုက္ခစိတ်ပေါက်တာရောက်ပါဆိုပါတော့ဟိုအလွယ်လေးပြောရလို့ရှိရင်အိမ်တိမ်မှာမိသားစုအခြေအနေအမျိုးမျိုးချောင်းပေါ့နော်ချမ်းသာစင်းရဲထားချောင်းလည်းမဟုတ်ပါဘူးမှန်တော့လက်စီးပွားရေးချောင်းလည်းပါတာပေါ့တချို့ဆိုလို့ရှိရင်အဲ့တော့ဟိုမိဘတွေအစင်မပြေကြတဲ့အခါမှာကလေးတွေပေါ်မှာမန်မဲမယ်ကလေးတွေပေါ်မှာဒေါသရဟိုတက်ရောက်သွားမယ်သို့မဟုတ်လည်းပဲကလေးတွေတနည်းတစ်ပုံအားဖြင့် abuse လုပ်ခံရမယ်ဆိုပါအဲ့ခါမှာဖြစ်လာတဲ့ trauma ကတော့အခုလိုမျိုးသဘာဝဘေးအန္တရာယ်မှာဖြစ်လာတဲ့ trauma နဲ့တူသလားနောက်သူတို့ရဲ့အတိတ်နဲ့ပေါ့နော်ခုနဆိုရင်6ဘတ်ကြာတဲ့အထိဘယ်လောက်ဖြစ်နေသေးတယ်ဟလားဘယ်လောက်ကြာတဲ့အထိဘယ်လောက်ခံစားရအောင်အဲ့ဒါမျိုးတွေကတူသလားကြားလို့ရှိရင်ရောဟလားတောက်ပြဲသွားနိုင်သလားသူတို့ကုစားတဲ့အခါမှာရောပုံစံတူသလားဒါလေးကတော့အခုမဖြေလဲရပါတယ်နောက်မှဖြေလဲရပါဒါလေးခေါင်းနဲ့ပေါ်လာလို့မေးကြည့်ရပါရှင်ဟုတ်ပါပြီဟုတ်ပါအခုပဲဖြေလိုက်ပါမယ်နော်ဟိုနည်းနည်းဆက်ရှိအောင်လေဆိုတော့ trauma ကတော့မတူနိုင်ဘူးပေါ့ that's a disaster ပြင်းတာဥပမာအရင်တုန်းက Nargis ဖြစ်သွားတဲ့ disaster နဲ့အခု earthquake disaster နဲ့တောင်းမှမတူနိုင်ဘူးဆိုတော့တူတယ်တဘာဝဘေးအန္တရာယ်မှု natural disaster ကတော့တူနိုင်တယ်ပေါ့နော်တူပါတယ်ပေါ့ဆိုတဲ့အခါကျတော့ဒါပေမဲ့ဟိုsituation ကမတူဘူးလေဖြစ်တာတဲ့ဟာမတူဒါပေမဲ့လည်းဒီအတိုင်းပဲသွားမယ် natural disaster ကြီးအနေနဲ့ကတော့2ပတ်အတွင်းမှာ6ပတ်အတွင်းမှာ24 hours အတွင်းမှာဒါကတော့သွားမယ်ဒါပေမဲ့စောကပြောသလိုမျိုးပေါ့ဟိုမိသားစုတူစုမှာ anxiety ကြောင့်ကလေးတယောက် abuse လုပ်ခံလို့စသည်ဖြင့်အဲ့ဒါကတော့အဲ့လောက်အချိန်ကြီးတော့မကြည့်ရဘူးလို့ထင်တယ်ဘာလို့ဆိုတော့ဖြစ်ချင်းမှာတော့ဟုတ်တယ်ရုတ်တရက်ကြီးနော်ထူပူသွားမယ်ဒါဟိုထူပူသွားပြီးတော့သူဟိုဘယ်လိုခေါ်မလဲပြန်ပြီးတော့ကောင်းလာတာကတော့နည်းနည်းမြန်နိုင်တယ်သို့တော်လည်းလိုအပ်ရင်ကိုယ်တိုင်က stress ဖြစ်မှာဟုတ်နော်ကိုယ်တိုင်က stress ဖြစ်မယ်အခြေအနေကstress ဖြစ်ပြီဆိုရင် biologically ရော psychologically ရော behavior ရောနောက်ပြီးတော့ emotionally ရောအကုန်လုံးထိတာဟုတ်ဆိုတော့အဲ့ဒီဟာကို control လုပ်ဖို့အတွက်ကတော့ coping လုပ်ရမယ်ကိုက coping လုပ်ရမယ်ဆိုတော့ coping လုပ်တဲ့နည်း2နည်းရှိတယ်ပေါ့နည်း2နည်းကတော့နီးလန်း2တွဲပေါ့တခုကတော့မှန်ကန်တဲ့နီးလန်းပေါ့တခုကတော့မှားယွင်းတဲ့နီးလန်းပေါ့နော်မလုပ်သင့်ဘူးသို့တော်လည်းပျောက်သလားဆိုတော့တက်တာသလားဆိုတော့တက်တာလေဒါပေမဲ့လုံးဝတော့အစင်မပြေဘူးပေါ့နော်သူကဒါပေမဲ့cope တော့လုပ်ရမယ် coping လုပ်တော့မှသူ့ရဲ့ stress ကရောကျသွားနိုင်တယ်သူအဲ့ဒါနဲ့ပတ်သက်ပြီးတော့ outburst ပဲဖြစ်ဘူးပေါ့ကွယ်နော် outburst ပဲဖြစ်နိုင်ဘူးထိခိုက်ပို့ပြီးစိုးမသွားနိုင်ဘူးရော့သွားနိုင်တယ်ဆိုတော့ coping ကတော့လုပ်ရမယ်မြန်မာပဲဖြစ်ဖြစ်ပေါ့နော် coping လုပ်ဖို့လိုတယ်โอเคပါ
ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့နောက်မှအဲ့ဒီကုန်ပြီလုပ်တဲ့နည်းလမ်းလေးကျယ်လေးပြောပေးပါအောင်နော်ဆမိုင်းဆက်ပြောပါရှင်ဒီမှာဂျားရဲ့အနေနဲ့ပြောလိုက်မယ်နော်ဟုတ်ကဲ့ပါ နောက်တစ်ခုကတော့ promoting psychological well-being of children ဆော့ဆော့ကပြောခဲ့တဲ့ဟာကတော့ general ပေါ့နော်ဆရာဆရာမတွေကိုကျမတို့ကအခုtarget ထားပြီးတော့ focus ထားပြီးတော့ကျမတို့ကအခုလိုမျိုးknowledge တွေကို share လုပ်နေတဲ့အတွက်ကြောင့်ဆရာဆရာမတွေကဒီဆော့ဆော့ကကျမပြောခဲ့တယ်လို့ပေါ့နော် community ထဲမှာသူတို့ကအမြဲတမ်းအရေးပါတဲ့ဆရာကဏ္ဍမှာပါဝင်နေတဲ့အတွက်ကြောင့်ဆရာဆရာမတွေလည်းသိတဲ့ဘယ်သူတော့ဘယ်လိုကူညီရမှာပေါ့နော်သူတို့ support လုပ်ရမှာ psycho social support မှာသူတို့က supporter အနေနဲ့ပါဝင်လို့ရတယ်နောက်တစ်ခုကတော့အဓိကကတော့အခုကျမတို့ကဘာကိုပြောချင်လဲဆိုတော့ကလေးနော်ကိုယ်ဆရာမဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့တပည့်သားသမီးနော်ဒါမှမဟုတ်ကိုယ့်ရဲ့အကြောင်းကဒါမှမဟုတ်ရင်လည်းဒီကလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆောင်ရွက်ရမယ် psychological well-being ပေါ့ကလေးများနော်စိတ်ချမ်းမြေ့တာယာမှုတိုးတက်လာဖို့အတွက်ဘယ်လိုဆောင်ရွက်ကြမလဲဆိုကလေးတွေရော disaster မှာမပါဘူးလားပါတယ်နော်သူတို့လည်းမြင်ရတယ်သူတို့လည်းခံစားရတယ်သူတို့လည်းတွေ့ကြရတယ်နော်သူတို့လည်းတွေ့ကြရတယ်သူတို့လည်းကြုံကြိုက်လိုက်ရတယ်နော်သူတို့လည်းကြုံကြိုက်ရတယ်အဲ့ဒီခါမှာသူတို့မှာ stress တွေရှိမယ် grief တွေရှိမယ် so stress and grief in children ပေါ့နော်စိတ်ဖိစီးမှုတွေရှိမယ်ပူဆွေးတောကတွေရှိနေတယ်ဆိုတဲ့ကလေးမျိုးတွေလည်းပေါ်ပေါက်လာမယ်အဲ့ဒီကလေးမျိုးတွေမှာဘာတွေဖြစ်မလဲစောစောကကျွန်မပြောသလိုပဲဆက်ရှိမယ်နော်ပူဆွေးတောကတွေ grief တွေဖြစ်နေမယ်ဆိုတဲ့လူတွေဟာကလေးတွေဟာ physiologically ဇီဝကမ္မပိုင်းဆိုင်ရာပေါ့နော်မှာလည်းသွားပြီးထိခိုက်မယ် physiologically ဇီဝဗေဒမှာဘာလဲဆိုတော့ဒီထဲမှာတင်းအားတွေဖြစ်နေမယ်နော်ခန္ဓာကိုယ်ထဲမှာကိုယ်ကပြောင်းလဲနေမှာနှလုံးတွေတတိတ်နဲ့တုံနေမယ်နော်ဘယ်လိုကောင်းလဲတုံနှုတ်ချောက်ချားနေမယ်နော်သွေးဖိအားတွေတိုးနေမယ်နော်အဲ့လိုမျိုးတွေပေါ့နော်ဖြစ်လာနိုင်တယ်နောက် physical ကလည်းခေါင်းတွေကိုက်မယ်နော်ဒါမှမဟုတ်ရင်နာကျင်နေမယ်စသည်ဖြင့် cognitive ကရောသိမှုပိုင်းဆိုင်ရာမှာသူ memory စီပေါ့နော်စိတ်ဒီစာသင်လို့မရဘူး attention ပေးလို့မရဘူး concentrate လုပ်လို့မရဘူးစသည်ဖြင့် emotionally ကြောက်နေမယ်ဝမ်းနဲ့ပူဆွေးနေမယ် behavior လည်းသူကြောက်မသွားဘူးဒါမှမဟုတ်တနေရာမှာပုံနေမယ်သူမကစားတော့ဘူးသူ့ရဲ့ behavior တွေကလည်းပြောင်းလဲနေမယ်ဆိုတော့ဘာတွေပတ်သက်နိုင်လဲဆိုတော့ဒီလိုမျိုးစိတ်ဖိစီးမှုရှိတဲ့ကလေးနော်ပူဆွေးတော့ကရှိတဲ့ကလေးတွေဟာဇီဝဗေဒဆိုင်ရာရောဇီဝကမ္မပိုင်းဆိုင်ရာပေါ့ biological ဒါမှမဟုတ် physiologically မှာလည်းထိခိုက်တယ် physical မှာလည်းထိခိုက်တယ် cognitive မှာလည်းထိခိုက်တယ်ဒီထိပါးတယ်ပေါ့နော်ထိခိုက်တာတော့မဟုတ်ဘူးထိပါးလာတယ် affective ဖြစ်တယ်ပေါ့ effective ပေါ့နော်ဒါ emotional ဖြစ်တယ်နောက် behavior ဖြစ်တယ်ဒါတွေပေါ်မှာကျမတို့က focus လုပ်ပြီးတော့ကလေးတယောက်ဟာနော်ဘယ်လိုကျမတို့ပြုစုဆောင်ရှောက်ကြမလဲဆိုတော့စဉ်းစားကြတာပေါ့ဆိုတော့ how to manage grief in children ဆိုတော့ကလေးတယောက်ကိုနော်ပူဆွေးတော့ကရောက်နေတယ်ဆိုတဲ့ကလေးတယောက်ကိုကျမတို့ဘယ်လို manage လုပ်မလဲဘယ်လိုပြုစုဆောင်ရှောက်မလဲကလေးတယောက်ဟာဘယ်လိုဒီလိုမျိုးပေါ့နော်ခံစားနေရတာဟာသူ့မှာဝမ်းနည်းပူဆွေးမှုတွေရှိနေတယ်ဆိုတာကျမတို့ဘယ်လိုသိမလဲတကယ်လို့ကျမတို့ဟာတကယ်၍ကိုယ်တိုင်ကနော်ဒီကလေးဟာနော်တန်တရားရှိနေတယ်ဟာသူကတော့နော်ဒီစိတ်ဝင်းနဲ့ပူဆွေးနေကလေးကိုကြီးလိုက်ရင်ကိုဒါမှမဟုတ်ကလေးကြုံတွေ့လိုက်ရတဲ့အတွေ့အကြုံကိုနော်ကျမတို့စဉ်းစားရင်တော့၎င်းကိုယ်တိုင်သိလိုက်ရင်တော့၎င်းပေါ့ if you are highly suspicious အကယ်၍ကိုယ်တိုင်တန်တရားရှိနေခဲ့ရင်ဒါမှမဟုတ်လေမိဘပဲဖြစ်ဖြစ်မိဘतू ကတော့ညမအိပ်ဘူး तू ကတော့ဘာဖြစ်နေလဲညာဖြစ်နေတယ်ပေါ့နော်ကလေးကတအားငိုတာပဲတော့အရင်တော့ကလိုလဲမစားတော့ဘူးစသည်ဖြင့်ဒါမှမဟုတ်သူ့ရဲ့ caregivers ကနေပြီးတော့သူ့ကိုတင်ပြလာရင်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လေကျမတို့ကကလေးဟာဝင်းရပူဆွေးနေတဲ့ကလေးဖြစ်တယ်လို့ပြောလို့ရတယ်ဒါမှမဟုတ်လေအကယ်၍ကလေးဟာသူ့ရဲ့ကျောင်းကပေါ့ကျောင်းက report လုပ်တယ်ကျောင်းမှာစာသင်လို့မရဘူး concentrate လုပ်လို့မရဘူးအရင်ကစာသိတော့တဲ့ကလေးအရင်ကသွဲလဲရှိတဲ့ကလေးအခုကတော့မှိုင်းနေတယ်စသည်ဖြင့်ဆရာဆရာမကြီးစာသင်ကျောင်းကနေပြီးတော့တင်ပြလာခဲ့ရင်ကျမတို့ဒီအဲ့ဒီကလေးတွေကိုကျမတို့ဘယ်လိုစောင့်ရှောက်ကြမလဲဒါဆိုကျမတို့သိသွားပြီဒီကလေးဒီဝင်နေပူဆွေးမှုရှိတယ်စိတ်သောကတွေရောက်နေတယ်ဆိုတာသိသွားပြီနော်တန်တရားရှိနေတယ်ဒါမှမဟုတ်လည်းတ
တရားဥပဒေတင်ပြလာလို့ရှိရင်ကျမတို့ကသူတို့ကိုပြုစုဆောင်ရှောက်ရတော့မယ်နော်ပတ်ဝန်းကျင်ကျောင်းကလည်းတင်ပြလာပြီးဆိုရင်ကျမတို့ဒီဆရာဆရာမအနေနဲ့ပေါ့နော်ကလေးကိုပြုစုဆောင်ရှောက်ရပါတော့မယ်ဆိုတော့ကလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သိရမယ်ဟာ observe လုပ်ရမယ်သူ့ကို observe လုပ်ရမယ်အရင်ဆုံးဆရာဆရာမတွေကကလေးနဲ့ပူဆွေးတော့ကရောက်တဲ့ကလေး anxiety ရှိနေပြီဆိုတဲ့ကလေးစောစောကပြောခဲ့တဲ့ report တင်ပြလာပြီเนาะကိုရန်လည်းတန်တရားရှိလို့ဒါမှမဟုတ်လေပြုစုဆောင်ရှောက်သူတွေကပဲကိုယ်မိဘပဲဖြစ်ဖြစ်ကိုယ်ကတည်င်းပို့လို့ဒါမှမဟုတ်လေကျောင်းကပဲတည်င်းပို့လို့ဆိုခဲ့ရင်ကျမတို့ဒီကလေးရဲ့ကိုသူ့ရဲ့ general appearance ကိုကြည့်ရမယ်เนาะ general appearance ကိုကျမတို့ကြည့်ရပါမယ်ကလေးရဲ့ဒီ pollen ထင်ရှားနေတဲ့အပြင်ဘက်မှာ pollen ထင်ရှားနေတဲ့အချက်အလက်တွေကိုကျမတို့ကြည့်ဖို့လိုပါတယ်နော်ပြီးတော့သူ့ရဲ့အပြုအမူပေါ့သူ့ရဲ့အပြုအမူကိုကျမတို့ကြည့်ရမယ်သူ့ရဲ့အပြုအမူလေးတွေကဘယ်လိုဖြစ်နေသလဲနော်နောက်တစ်ခါသူ့ရဲ့ mood ပေါ့သူ့ရဲ့စိတ်အခြေအနေဒါမှမဟုတ်သူ့ရဲ့ထိပါမှုတွေနော် effect အဲ့ဒါလေးတွေကိုလည်းကျမတို့ကြည့်ရမယ်နောက်တစ်ခါတော့ intellectual functioning သူ့ရဲ့အသိဉာဏ်ပိုင်းဆိုင်ရာလုပ်ငန်းတွေ intellectual functioning သူစာသင်တဲ့နေရာမှာသူအရင်တော့နော်ဆောင်ရွက်မှုတွေနဲ့ဘယ်လိုကွာခြားနေလဲသူရဲ့ thinking processes တွေကဘယ်လိုဖြစ်နေလဲသူစဉ်းစားတဲ့ဖြစ်စဉ်တွေကဘယ်လိုဖြစ်နေလဲအဲ့ဒါလေးကိုကျွန်တော်တို့ကြည့်ရပါမယ်နောက်သူစကားပြောတာသူ speech and သူရဲ့ language တွေနော်သူပြောတဲ့စကားလုံးတွေနော်သူပြောတဲ့စကားအသုံးအနှုန်းတွေသူပြောတဲ့အကြောင်းအရာတွေနောက်တစ်ခုကတော့လှုပ်ရှားမှုကျွမ်းကျင်မှုလှုပ်ရှားတာလေးတွေအရင်တော့နောက်သူကစားတာတွေနောက်သူအရင်တော့ကစားတာအခုဘယ်လိုကစားနေလဲကစားတာနေလားနောက်တစ်ခုကတော့psychosocial support workers နဲ့သူဘယ်လို relationship လုပ်တယ်လဲအဲ့ဒါတွေကိုကျမတို့ကလေ့လာရပါမယ်နော်ဒါဆိုလို့ရှိရင် general appearance ကိုကြည့်မယ် behavior ကိုကြည့်မယ် mood and effect ကိုကြည့်မယ် intellectual functionings and thinking process ကိုကြည့်မယ်နောက်က speech and language ကိုကြည့်မယ်နောက် motor skills play relationship with psychosocial workers ကိုနော်ကြည့်ပါမယ်ဒါကတော့မြန်မာလိုလေးပြန်ထားတာပေါ့နော်ဒါကြောင့်ကလေးများနဲ့ဆက်သွယ်တဲ့နေရာမှာအရေးကြီးတဲ့ရှုမှတ်ရအချက်တွေကတော့ဒါတွေပါပဲเนาะဒါဆိုရင်အဲ့ဒီကလေးတွေနဲ့ကျွန်တော်တို့ဘယ်လို deal လုပ်မလဲเนาะဒီလိုမျိုးတွေ့သွားပြီဆိုရင်ဒီကလေးတွေနဲ့เนาะအသက်အရွယ်เนาะအသက်အရွယ်အမျိုးမျိုးเนาะစကလုံးစာလုံးပေါင်းလေးမှာနေဆိုတော့အသက်အရွယ်အမျိုးမျိုးရှိတယ်ကလေးလို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမွေးစားကနေပြီးတော့ adolescent အထိကိုကျွန်တော်တို့ကကလေးပဲလေเนาะကျွန်တော်တို့ကကလေးပဲဆိုတော့ birth to 2 years မွေးစားအနေနဲ့နှစ်အရွယ်မူကြိုနဲ့နော် preschool ပေါ့ and kindergarten ပေါ့နောက် school age ပေါ့နောက်က pre-adolescence and adolescence ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်မတို့ကခွဲခြားပြီးတော့သူ့ကို treat လုပ်တာနဲ့သူ့ကို care လုပ်တာနဲ့သူ့ကို deal လုပ်တာနဲ့မတူပါဘူးနော်ကလေးတွေကိုဆိုတော့မွေးစားအနေနဲ့နှစ်အရွယ်ကလေးမွေးစားအနေနှစ်အရွယ်ကလေးတယောက်ဟာဒီလိုမျိုး disaster တစ်ခုခုတဲ့ဒါမျိုးဒီလိုမျိုး anxiety situation တစ်ခုခုကိုသူကြုံတွေ့လိုက်ရတယ်ဆိုတော့ဒါမဲ့ तू ခံစားလိုက်ရတယ်သူ့ရဲ့ခံစားချက်တွေကိုနဲ့ तू ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေကို तू ဘယ်လိုမှစကားလုံးနဲ့ပေါ်ပြလို့မရဘူး तू describe မလုပ်နိုင်ဘူးအဲကြောင့် तू စကားမပြောတတ်လို့စကားပြောနိုင်စွာမရှိသေးတဲ့အတွက်ကြောင့်သူတို့ရဲ့ဖြစ်ရပ်တွေသူတို့ရဲ့ခံစားချက်တွေကိုပေါ်ထုတ်ပြောဆိုနိုင်စွာမရှိတဲ့အခါမှာဘာလုပ်မလဲ तू မှမပြောတတ်တာဆိုတော့ तू ဘယ်လိုခံစားနေရလဲ तू ဘယ်လိုanxiety တွေရှိတယ်သူ့ရဲ့ feelings ကဘာတွေလဲဆိုတော့ကျွန်မတို့မသိနိုင်ဘယ်လိုသိနိုင်မလဲเนาะဒါပေမဲ့တဲ့เนาะအဲ့ဒီကလေးတွေကရှိတော့ရှိနေတယ် तू ခံစားလိုက်ရပြီเนาะအခုမှ disaster မှာကြုံသွားတယ်เนาะအခုကြုံခဲ့တယ်တိုက်တွေပြိုတယ်เนาะလူတွေអော်ကြတယ်ဆူကြတယ်ပူကြတယ်เนาะလှုပ်တယ်ဒါတွေကို तू ခံစားလိုက်ရတယ်ဒါပေမဲ့ तू ကအဲ့ဒီခံစားချက်တွေကို तू မပြောတတ်ဘူးမပြောတတ်ပေမဲ့လို့လဲ तू ဒီဒါတွေကသူ့စီမှာရှိတယ် memories တွေက retain ရှိနေတယ်နော် they can retain memories of particular sights sounds or smell အဲ့ဒီတော့ဖြစ်ခဲ့တဲ့အမြင်တွေအကြားတွေအနံ့တွေနော်အဲ့ဒါတွေကသူ့ရဲ့ memories ထဲမှာရှိနေတယ်နော်နှစ်အရွယ်မွေးစားနေနှစ်အရွယ်မှာကြုံလိုက်ရတယ်ခလေးမို့လို့မသိဘူးဆိုတာမဟုတ်ဘူးခလေးမို့လို့သူ့ရဲ့မပြောတတ်တာပဲရှိတယ်မသိတာတော့မဟုတ်ဘူးမခံစားရတာတော့မဟုတ်ဘူးအဲ့ဒီ memories တွေအဲ့ဒီမှတ်ဉာဏ်တွေကသူ့ရဲ့စိတ် memory ထဲမှာပေါ့နော်ဒီအမြင်တွေအကြားတွေအနံ့တွေကရှိနေတယ်နော်အဲ့ဒါတွေကရှိနေပြီးတော့
သူတို့ဟာကြီးလာတဲ့အခါမှာဒီကလေးတွေပေါ့နော်ကလေးကိုတယောက်ကိုကြည့်လိုက်တယ်ဆိုသူကြီးလာတဲ့အခါမှာအဲ့ဒီ memory တွေက emerge ဖြစ်ပြီးတော့အားကောင်းလာပြီးတော့သူကစားတဲ့နေရာတွေမှာဟောထုတ်တယ်ဒါဆိုရင်ကျမတို့ဒီဆရာဆရာမတွေဒီဘာလို့လို့ရတယ်ဆိုကလေးတွေကိုကျမတို့သူတို့ကစားတဲ့အရွယ်ကမှာ3 to 5 years ပေါ့နော်3 to 5 years အောက်ဒါမှမဟုတ်ဒီတဲ့ကြီးတဲ့အရွယ်မှာလည်းကစားကြပါတယ်ပေါ့နော်ဆိုတဲ့အခါမှာသူတို့ကစားတဲ့ပုံစံကိုကြည့်လိုက်ရင်သူတို့ရဲ့ memory set မှာဘယ်လိုဖြစ်ရည်နော်ဘယ်လိုဖြစ်ရည်ရှိတယ်ဆိုတာကျမတို့ကသိနိုင်တယ်ဒါကြောင့်မလို့ဆက်စမတွေဒီကလေးရဲ့နော်ခံစားချက်တွေကိုဘယ်ဟာသိလို့ရလဲဆိုတော့ကစားခြင်းကနေသိလို့ရတယ်ဒါမှအသက်ကြီးလာတဲ့အခါမှာသူတို့ရဲ့ကစားခွင့်ကစားတဲ့နေရာမှာပေါ့နော်အဲ့ဒီအမှတ်အသားတွေကပေါ်ပေါက်လာတာတွေ့ရတယ်နောက်တစ်ခါအဲ့ဒီကလေးတွေဟာနော်အဲ့ဒီအချိန်မှာတော့ irritable ဖြစ်တယ်ကနာမငြိမ်နော်စိတ်တူလွယ်တယ်နော်ငိုတယ်နောက်ပြီးတော့သူတို့ပုတ်ဖက်ထားခြင်းနဲ့တွေ့ကတ်နေတယ်အမြဲတမ်းတွေ့ကတ်နေဆိုတော့သူ့ရဲ့ caregivers သူ့ရဲ့မိမိဒါမှမဟုတ် teacher တို့ပေါ့နော်တမင်ဆွဲပြီးတော့ခါလိုက်နေမဲ့ကလေးမျိုးအကျဉ်းချီခိုင်းထားတာအဲ့ဟာမျိုးကလေးတွေလည်းဖြစ်တတ်တယ်ဒါကြောင့်မလို့သူတို့ဒီသူရဲ့ behavior ကိုကြည့်မယ်ဆိုရင်သူတို့ဒီ irritable ဖြစ်တယ်နော်ကိုပို့ပြီးတော့ငိုတယ်နော်ငိုတာလည်းငိုတယ်ဒါပြီးတော့သူတို့ခြိထားခြင်းနဲ့သူတို့ပွေထားခြင်းသေးခြင်းနဲ့အဲ့ဒါမကြပဲဆိုအဲ့လိုကလေးမျိုးတွေဖြစ်တတ်ပါတယ်ဆိုဒါဆိုရင်သူတို့ရဲ့အပြုအမူလေးကိုကြည့်ခြင်းအပြင်သူတို့ဟာဘယ်လိုဝင်တဲ့ပူဆွေးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လဲဆိုတာကိုကျမတို့သိနိုင်တယ်နော်သူတို့မှာဘယ်လို anxiety တွေရှိတယ်လဲဆိုတာကိုကျမတို့သိနိုင်ပါတယ်နောက်တစ်ခုကတော့ preschool ပေါ့နော် preschool or kindergarten ကလေးတွေပေါ့ဒါဆိုစောစောကကလေးတွေပေါ့နော်စောစောကမွေးစားကနေနှစ်အရွယ်ဒီကလေးတွေနော်မွေးစားကနေနှစ်အရွယ်ဒီကလေးတွေဟာဒီလိုမျိုး behavior လေးတွေရှိတယ်ဒီလိုမျိုးခံစားရတယ်သူတို့ဒီဘာမှမသိတာမဟုတ်ဘူးသူတို့ကြုံတွေ့ခဲ့ရတယ်မပေါ်ပြတတ်တာရှိတာသူတို့ရဲ့ memory တွေထဲမှာရှိတယ်အဲ့ဒါတွေကအမြဲတမ်းအသက်ကြီးလာတဲ့အခါမှာအားကောင်းပြီးအဲ့ဒါတွေကကစားတဲ့နေရာတွေမှာသူတို့ပေါ်ပြတတ်တယ်ဆိုတာကျွန်တော်တို့သတိထားဖို့လိုပါတယ်နောက်တစ်ခါ preschool or kindergarten ကလေးတွေကတော့သူတို့ခံစားရတာ helpless နော်သူတို့မှာလုံခြုံမှုမရှိဘူးသူတို့မှာချင်းချောက်ခံနေရတယ်ဒါပေမဲ့သူတို့ကမူဂျိုသူငယ်တန်းအရွယ်လေးတွေဆိုတော့သူတို့ကမူဂျိုလည်းဖြစ်တယ်သူငယ်တန်းအရွယ်လေးတွေလည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကဘာမှအစွမ်းအစမရှိဘူးသူတို့မှာ powerless နော်ဘာမှမစွမ်းဆောင်နိုင်ဘူးသူတို့ protect မလုပ်နိုင်ဘူးဆိုတဲ့ခံစားချက်တွေဖြစ်ပြီးတော့သူတို့ချင်းချောက်နေတဲ့ကဘာကြီးမှာသူတို့ safety မဖြစ်ဘူးဆိုတော့ကလေးတွေကဘာဖြစ်လဲဆိုတော့ safety မဖြစ်တဲ့ခံစားချက်ကြီးနဲ့နေနေရတယ်နော်နေနေရတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဘာလေးကလုံခြုံမှုမရှိတဲ့အတွက်ကြောင့်သူတို့ကချင်းချောက်ခံရလို့ရှိရင်သူတို့ကိုယ်တိုင်မစွမ်းဆောင်နိုင်ဘူးမူဂျိုအရွယ်လေးတွေဖြစ်တဲ့သူငယ်တန်းလေးတွေလည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကမစွမ်းဆောင်နိုင်တဲ့အတွက်ကြောင့်သူတို့ safety မဖြစ်တဲ့ကဘာထဲမှာချင်းချောက်ခံနေရတယ်သူတို့က power မရှိဘူးပေါ့နော်သူတို့ဘာမှမစွမ်းဆောင်နိုင်ဘူးသူတို့ကိုသူတို့မကာကွယ်နိုင်ဘူးဆိုတဲ့ခံစားချက်ကြီးရှိနေပါတယ်ဆိုတော့နောက်တစ်ခုကသူတို့က permanent loss ကြောက်သွားပြီပေါ့ဥမာဆိုပါတော့မပြောကောင်းပြောဟာလားသူအမေတည်သွားပြီဆိုတာမမေဒီဘယ်တော့မှပြန်မလာတော့ဘူးတည်သွားပြီ that's a permanent loss နော်ဘယ်တော့မှပြန်မရတော့ဘူးဆိုတဲ့ concept ကိုသူတို့နားမလည်ဘူးဒါအခုလိုမျိုးဟလာဖြစ်သွားတယ်ပြန်ကောင်းလာလိမ့်မယ်ဆိုတဲ့ consequences ကိုပဲသူတို့ယုံကြည်တယ်ဆိုတော့ဒီလိုအရွယ်လေးတွေဟာ they cannot understand the concept of permanent loss နော်ပြီးတော့သူတို့ကနောက်ထပ်ဒါပြန်ပြီးအတစ်တပံပြန်ပေါ်လာမယ် reverse ဖြစ်လာမယ်ဆိုပြီးတော့အဲ့ဒါကိုမျှော်လင့်နေအဲ့ဒါကိုယုံကြည်တယ်ထာဝရဆုံးရှုံးတယ်ဆိုတာသူတို့နားလည်နိုင်စွမ်းမရှိဘူးနောက်ဆက်တွဲဖြစ်ရတဲ့ကနေပြီးတော့ပြန်ပြီးတော့ပေါ်လာမယ်မမေတော့ပြန်လာမှာပဲဆိုတဲ့ဟာမျိုးကိုသူမျှော်လင့်တတ်တယ်ပေါ့နော်ဥပမာဒါကြောင့်မလို့အဲ့ဒီအရွယ်ကလေးတွေဟာနော်သူတို့ကစားတဲ့အခါမှာနော်သူတို့ရဲ့ကစားခြင်းတွေထဲမှာသူတို့ဆုံးရှုံးသွားတဲ့တစ်စိတ်တစ်ပိုင်းကိုဖော်ထုတ်တတ်တယ်နော်အဲ့ဒီမှာသူတို့ကစားတဲ့အခါမှာဖော်ထုတ်တတ်တယ်ဒါကြောင့်မလို့ကျမတို့ဒီကလေးတွေနဲ့ပတ်သက်လို့ဘာဆောင်ရွက်ပေးမလဲနော်ဘာတွေဆောင်ရွက်ပေးမလဲ
နှစ်ကနေမွေးစားကနေနှစ်ကတော့ activity စီကျမတို့ကဆောင်ရွက်လို့မရဘူးเนาะဆိုတော့နှစ်ကနေမွေးစားကနေနှစ်အရွယ်ကလေးတွေကိုတော့ကျမတို့ကဘာလုပ်ပေးလို့ရလဲဆိုတော့ကလေးတွေဟာသူတို့ secure ဖြစ်ဖို့အတွက်ပေါ့နော်သူတို့ trust ဖြစ်ဖို့အတွက်သူတို့ကောင်းကောင်းလေးကိုကဘာလုပ်မလဲဆိုရင်warm ဖြစ်မဲ့အပြုအမူလေးတွေနဲ့နွေးနွေးထွေးထွေးနဲ့သူတို့ပြုစုဆောင်ရှောက်မယ်ဂရုစိုက်ဖို့လိုပါတယ်နော်ဒီကလေးတွေကြတော့သူတို့က play acting ပေါ့ကစားခိုင်းမယ်နော်ကစားမယ်ကစားရင်းနဲ့သူ့ရဲ့သူဖော်ထုတ်တက်လာတဲ့ဟာလေးပေါ်မှာမူတည်ပြီးကျမတို့ကအဲ့ဒီမှာဂျားဝင်ပြီးတော့သူတို့ကိုဖြည်းဖြည်းချင်းသူတို့လက်ခံနိုင်မဲ့စကားလုံးလေးတွေနဲ့ကျမတို့ကပျော်စရာကောင်းတဲ့အချက်ကလေးတွေသူတို့ဝမ်းသာစရာကောင်းမဲ့အကြောင်းအရာလေးတွေအဲ့ဒါလည်း possible ဟုတ်ပေါ့နော်ဖြစ်နိုင်တဲ့ပျော်ခြင်းချက်ကလေးတွေပေးပြီးတော့ကျမတို့ကသူတို့ကစားခိုင်းပါမယ်နော် play acting တွေလုပ်ခိုင်းမယ် physical contact ရုပ်ပိုင်းဆိုင်ရာအပြင်ပေါ့နော် physically contact ရအောင် teacher နဲ့သူနဲ့တူတူကစားကြမယ်ဒါမှမဟုတ်တူတူဆောင်ရွက်ကြမယ်တကယ် physical ရုပ်ပိုင်းဆိုင်ရာ contact ရမယ့်ဟာတွေနဲ့တကယ်ကစားတဲ့အခါမှာ puppet လေးတွေနဲ့လေကစားလို့လည်းရတယ်ထိုးရုပ်ကလေးတွေပေါ့နော် puppet လေးတွေနဲ့ဆိုရင်သူ့စကားပြောသူမပြောလာအောင်သူ့ရင်ထဲမှာရှိတဲ့အကြောင်းအရာတွေပေါ်ထုတ်နိုင်အောင်ကျမတို့က puppet လေးတွေနဲ့ဒီမှာကျန်တသားရေးဒီမှာဟလာဒါကတော့ဘသူကြီးပဲဒါကတော့ဘယ်ဝါပဲဆိုရင်နှစ်ယောက်စကားပြောရင်းနဲ့သူကတခုပေါ့နော်ကိုကတခုအပြန်အလှန် communicate လုပ်ဖို့အတွက် puppet အယုတ်ကလေးတွေတုံးပြီးတော့လည်းဆောင်ရွက်လို့ရတယ်ဒါမှမဟုတ်လည်းပကြီးလေးတွေဆွဲခိုင်းမယ်အယုတ်ကလေးတွေဆွဲခိုင်းမယ်story telling တွေလုပ်ခိုင်းမယ်ဒါက last muscle movement ပေါ့ဘလုံးကန်မယ်နော်စိတ်ပြေးမယ်ပြေးမယ်ခုန်မယ်အဲ့ဒီ activity တွေလုပ်ချင်းအပြင် that's one of the ကလေးတွေအတွက် coping ပဲပေါ့နော်ဒါ coping ပဲသူတို့အတွက်ဒီလိုမျိုးလှုပ်ရှားရင်းနဲ့သူတို့ရဲ့ဝင်းတဲ့ပူဆွေးမှုလေးတွေဟာ anxiety လေးတွေကလျော့ပါသွားနိုင်ပါတယ်နောက်တစ်ခါကျောင်းနေအရွယ်ပေါ့နော်ကျောင်းနေအရွယ်ကလေးတွေကတော့9နှစ်ကနေပြီးတော့17နှစ်လောက်အထိပေါ့သူတို့နားလေသွားပြီနော်9နှစ်17နှစ်လောက်ဆိုလို့ရှိရင်တော့တည်သွားပြီနော်မရှိတော့ဘူးဒီအရာပြိုသွားပြီစသည်ဖြင့် have the ability to understand permanent loss ကိုသူတို့နားလေထာဝရဆုံးရှင်းခြင်းဆိုတော့သူတို့နားလေနိုင်စွမ်းရှိတယ်နားလေနိုင်စွမ်းရှိတဲ့အတွက်ကြောင့်သူတို့ဟာdetail ပေါ့နော်ဒါနဲ့ပတ်သက်လို့သူက detail တိတ်ပြောချင်တာပဲအဲ့ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်နော်သူကပြောပြချင်တယ်သူအာရုံထဲမှာအဲ့ဒါအကြောင်းအရာကြီးရှိတဲ့အခါမှာအဲ့ဒါလို့သူကပြောချင်တယ်ဆိုတော့အဲ့ကလေးတွေကသူတို့အချင်းချင်းပြောတယ်ဒါမှမဟုတ်ဒီဆရာမကိုပြောပြမယ်ဒီရှယ်ရဲ့ဘလို့ဆိုတော့အဲ့ဒါမျိုးနော်သူတို့အဲ့ဟာကိုသူ့ရဲ့စိတ်အာရုံနဲ့ very သူကတော့ဒါပေမဲ့ပြောမယ်ဆိုရင်ပေမဲ့သူတို့မှာအာရုံစူးစိုက်လို့မရတာတွေရှိတယ် concentrate လုပ်လို့မရဘူးဘာမှအာရုံစူးစိုက်လို့မရဆုံးရှုံးခြင်းကိုသိနာလေတဲ့အတွက်ကြောင့်နော်ဆုံးရှုံးသွားပြီငါတော့ဆုံးရှုံးသွားပြီဒါဆိုရင်ဆုံးရှုံးခြင်းကိုသိနာလေတဲ့ကြောင့် तू မလုပ်လိုက်ပေးလိုက်ရဘူးဆိုတော့ကြောင့် तू မှာ guilt တွေဖြစ်နေ तू ငါမလုပ်ပေးလိုက်ရပါလားဆိုတော့သူမှာဆုံးရှုံးသွားတယ်ဆိုတဲ့အတွက်ကြောင့်ဒေါသတွေဖြစ်မယ်ငါမလုပ်နိုင်ဘူးဆိုတာသူ့ဟာသူခံစားချက်တွေပြင်းထန်နေမယ်တကယ်သူကြောင့်ပေါ့နော်သူကြောင့်ရတော့မဟုတ်ဘူးပေါ့နော်သူမလုပ်ပေးလိုက်ရဘူးဒီဆုံးရှုံးခြင်းကိုဆုံးရှုံးသွားပြီဆိုတော့သူကောင်းကောင်းနားလေလိုက်တယ်လို့ကြောင့်သူ့မှာအဖြစ်ရှိရဲဆိုတဲ့ guilty feelings တွေသူ့မှာရှိပါတယ်နော်ဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်လို့မအောင်မြင်နာတွေကိုသူမလုပ်ပေးလိုက်ရလို့မအောင်မြင်ဘူးဆိုပြီးတော့သူဒေါသတွေလည်းဖြစ်တဲ့ခံစားချက်တွေလည်းရှိနေတတ်ပါတယ်ဒါဆိုရင်ကျမတို့ကဒီကလေးတွေကိုဘာလုပ်ပေးမလဲစောစောဟာပဲပေါ့နော်ဒီအရွယ်တွေကိုသူ့နဲ့တန်တဲ့ကစားနည်းတွေနဲ့စသဖြင့်ကစားခိုင်းမယ် play acting တွေလုပ်ခိုင်းမယ် puppet တွေနဲ့ဆောင်ရွက်မယ် drawing and painting တွေလုပ်မယ် sharing their experience in group ဒါသူတို့အသိပြောပြချင်တာဆို group ထဲမှာသူကြုံလိုက်တဲ့ဟာကိုပြောပြမယ် group ထဲမှာစာရီဖတ်ခိုင်းမယ်နော် creative writing or discussion တွေလုပ်မယ်ဆိုအဲ့ဒီမှာသူ့ရဲ့ခံစားချက်တွေဟာရော့ပါသွားအောင်ကျမတို့ဒီနည်းတွေနဲ့ teacher တွေကဆောင်ရွက်ပြီးလို့ရပါတယ်နောက်တစ်ခါ adolescence တွေအရွယ်ပေါ့နော် adolescence တွေအရွယ်မှာတော့သူတို့ကကျတော့သူတို့အဲ့အရွယ်တွေကကျတော့သူတို့မှာ knowledge တွေတအားရှိတယ်ဆိုပြီးတော့သူတို့ထင်တယ်နော်သူတို့မှာ experience တွေရှိတယ်ကမ္ဘာလောကကြီးမှာသူတို့ကတော်တော်လေးကို
ဘယ်လိုခေါ်မလဲအတွေ့အကြုံတွေရှိနေတယ်သူတို့မှာဘဟုတုတတွေရှိတယ်လို့သူတို့ကယုံကြည်တယ်ဒါကြောင့်မလို့အထူးသဖြင့်မိသားစုတွေတငယ်ချင်းတွေအပေါ်မှာသူတို့ကဆောင်ရွက်ပေးခြင်းတယ်ဖော်ပြပေးခြင်းတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့နော်ဒါတွေသူတို့တော်တော်လေးလုပ်ပေးခြင်းတယ်ပေါ့နော်နောက်တစ်ခါ peers group ပေါ့နော်သူတို့ရဲ့ peers တွေကိုလည်းသူတို့ရဲ့ anxiety တွေသူတို့ရဲ့ fears တွေကို share လုပ်ခြင်းတယ်သူတို့ရဲ့ခံစားချက်ဟာဘယ်လိုအိမ်တူသွားတာငါဘယ်လိုလုပ်ပေးလဲရတာနော်သူဘယ်လိုဆောင်ရွက်လဲရတာစသည်ဖြင့်သူတို့ရဲ့စိုးရိမ်မှုတွေနဲ့သူတို့ရဲ့ကြောက်ရွံ့မှုတွေကိုသူတို့ရဲ့အပေါင်းအသင်းတွေကိုသူတို့က share လုပ်ခြင်းတယ်အဲ့ဒီ knowledge တွေအဲ့ဒီဘယ်လိုခေါ်မလဲအဲ့ဒီ experiences တွေကိုသူတို့က share လုပ်ခြင်းတာတွေ့ရပါတယ် နောက်တစ်ခုကတော့သူတို့ကနော်အဲ့ထာဝရရှင်သန်နေမယ်ဆိုရင်မတည်တော့ဘူးဆိုတဲ့ခံစားချက်တွေသူတို့မှာရှိတယ်နော်ဒီကလေးတွေမှာမဆုံးရှုံးတော့ဘူးဆိုတဲ့ခံစားချက်တွေရှိတယ်ဒါကြောင့်မလို့သူတို့ကတခုခုအန်ဒီရရှိတဲ့အပြုအမူလည်းသူတို့လုပ်တတ်တယ်နော်သူတို့ကမတည်နိုင်ဘူးပေါ့နော်သူတို့လုပ်နိုင်တယ်သူတို့မှာရှင်သန်နေတာရှင်သန်နိုင်တယ်နော်မဆုံးရှုံးတော့ဘူးဆိုတဲ့ခံစားချက်တွေရှိတဲ့အတွက်ကြောင့် risky behavior တွေလည်းသူတို့ကအန်ဒီရရှိတဲ့ risky behavior တွေလည်းသူတို့လုပ်နိုင်တဲ့အတွက်ကြောင့်အဲ့ဒါကိုတော့ကျွန်တော်တို့ကသတိထားပေးဖို့လိုတယ်အဲ့ဒီမှာသူတို့အတွက်ဆောင်ရွက်ရမယ့် activities တွေကတော့ general classroom activities တွေပေါ့နော်အဲ့ဒါလေးတွေကိုဆောင်ရွက်ပေးရမယ်ပြီးတော့ peers helper တွေပေါ့သူတို့နဲ့တက်တူရွယ်လူတွေကသူတို့ကိုကူညီရမယ်နော်သူတို့နဲ့တက်တူရွယ်လူတွေကကူညီပေးမယ်နောက်က community group တွေမှာလည်းသူတို့ပါဝင်ခိုင်းမယ်နော်နောက်လူမှုလူဘယ်လိုခေါ်မလဲလူသားတွေနဲ့ပတ်သက်ပြီးတော့ဒီကုညီတာရေးနိုင်ကုညီခြင်းကုညီရေးအသင်းတွေပါတွေပေါ့နော်အဲ့ဒီ activities တွေမှာလည်းသူတို့ပါဝင်ခိုင်းမယ်နော်အဲ့ခါမှာသူတို့ရဲ့ခံစားချက်တွေကညော့လာမယ်သူတို့အဲ့လို grip ဝင်းနေနေပူဆွေးနေတယ်ဆိုတဲ့အချက်အလက်တွေကပျောက်သွားနိုင်တယ်ပေါ့နော်ဒါကဘာလို့ရမလဲဆိုတော့ဆရာဆရာမတွေကဒီလိုမျိုးဖြစ်တယ်ဆိုတော့သိရင်ကျမတို့ကဆောင်ရွက်ရမယ့် activities တွေကဒါတွေရှိတယ်ဒါပေမဲ့ဒါတွေကိုတော့ဘာတွေဘယ်လိုစဉ်းစားရမလဲဆိုတော့ဒါတွေကတော့ဒီ process ဒီလိုဆောင်ရွက်ရမယ့် process ကြီးကတကယ်မှာတော့ကြာပါတယ်အချိန်တော်တော်လေးယူပြီးတော့ဆောင်ရွက်ရမယ်ကလေးတွေအတွက်နော်ဆောင်ရွက်တဲ့နေရာမှာသူ့ pace နဲ့သူသွားပါတယ်သူ့အချိန်နဲ့သူနော်သွားပါတယ်တယောက်ကဟလာတလအတွင်းမှာပျောက်သွားတယ်တယောက်ကတစ်နှစ်အတွင်းမှာပျောက်သွားတယ်ဆိုပေမဲ့တခြားကလေးတွေကပျောက်ချင်လည်းပျောက်မယ်သူ့ရဲ့စောပြီးတော့လည်းပျောက်ချင်ပျောက်သွားနိုင်ပါတယ်ဒါကြောင့်မလို့ positive နော် positive တော့ positive ပဲဒါပေမဲ့သူတို့ရဲ့ pain တွေကအဲ့ဒီအချိန်မှာတအားခံစားရမယ်နော် sensitive pain တွေဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေတော့တတိထားဖို့လိုပါတယ်နော် thank you ပါဆိုတော့ကျမအခုပြောခဲ့တာဟိုနော်ဆက်စမတွေအနေနဲ့ဘာကြောင့်ဒါတွေကိုသိဖို့လိုလဲဆိုတော့ကလေးတွေနဲ့ကိုဆောင်ရွက်တဲ့အခါမှာကိုတိုင်ကဆရာမဖြစ်နေတယ်ကိုရန် community ထဲမှာအရေးပါတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုကဒီကလေးတွေနဲ့ထိတွေ့လို့ရတဲ့အတွက်ကြောင့်ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ကိုရီးယားတန်းထဲတွေမှာဒါမှမဟုတ်လည်း community ထဲမှာဒီလို activities တွေနဲ့ဆောင်ရွက်ပြီးလို့ရတယ်သူတို့ရဲ့ဝမ်းနဲ့ပူဆွေးနေတဲ့ဒီအခြေအနေတွေကိုကျမတို့ကပြောင်းလဲသွားအောင်လုပ်ပြီးလို့ရပါတယ်ဆိုရင်ဘာများမေးချင်တယ်လဲမသိဘူးเนาะချိန်လောက်ရှိမေးချင်တဲ့မေးခွန်းလေးတွေလည်းမေးဖို့လိုပါတယ်မေးပါဟုတ်ဆရာမကြီးကအများကြီးပဲရှင်းပြသွားပါတယ်ဒီဖြစ်ပေါ်လာနိုင်တဲ့စိတ်အခြေအနေတွေရောနောက်ပြီးတော့ကျမတို့အသက်အရွယ်လိုက်ဘယ်လိုအခြေအနေမှာဘယ်လိုလေးနှစ်သိမ့်ရမယ်ဆိုတော့လုပ်ရမယ်ကျမတို့လှုပ်ဆောင်နိုင်တဲ့ကိစ္စလေးနဲ့ပြောပြသွားပါတယ်အဲ့တော့တော်တော်ပြည့်စုံပါတယ်အမေဆရာမတို့ဘက်ကနေပြီးတော့အခုတက်ရောက်လာတဲ့ဆရာမတို့ဘက်ကနေပြီးတော့တည်တံ့မေးချင်တာလေးရှိလို့ရှိရင်ဆရာမတို့ mic လေးဖွင့်ပြီးထိုင်ရိုက်မေးလို့ရပါတယ်အဲ့လိုမပြောချင်ဘူးဆိုလည်းကျမတို့ဒီ chat box မှာရေးပြီးကျမတို့ဆရာမကြီးကိုပြန်ပြီးမေးလို့ရပါတယ်ဟိုဆရာမကြီးရဲ့ဟိုregistration form မှာရေးထားတဲ့မေးခွန်းတွေလည်းကျွန်မလိုက်ဖတ်ကြည့်ရအခါမှာတော့အခုဆရာမကြီးပြောသွားတာနဲ့ cover ဖြစ်ပါပြီအဲ့မေးထားတဲ့မေးခွန်းလည်းဒီမေးခွန်းတွေပါပဲဒီကလေးတွေကိုဘယ်လိုမျိုးကျွန်မတို့နှစ်သိမ့်ပေးရမလဲဘယ်လိုမျိုးဟိုစောင့်ရှောက်ပေးရမလဲဆိုတော့လေဒီအကြောင်းအရာတွေပဲဖြစ်တော့ဒီမှာဆရာမတယောက်ကဒီချက် KC ဦးဟိုလက်ထောင်လာပါတယ်ဒီချက် mic ဖွင့်ပြီးတော့ဓာတ်ရိုက်မေးပါရှင်ဒီချိန်ကြီးကိုတခုလောက်မင်းချင်လို့ပါဟိုကလေကလေးစိတ်ပညာနဲ့ပတ်သက်ပြီးတော့တမီးတို့ကဒီထက်ပိုပြီးတော့သိချင်ပေါ့နော်ဘယ်လိုစာအုပ်မျိုးလေးတွေဖတ်တင်လဲဆိုတော့သိချင်လို့ပါဒီချိန်
ကလေးစိတ်ပညာနဲ့ပတ်သက်ရင်တော့ child psychology ဆိုတာရှိတယ်သမီးလေးရဲ့နော် child psychology ရှိပါတယ်အဲ့ဒါတော့ textbook တွေပေါ့နော်နောက်ပြီးတော့in English ပေါ့နော်ဒါသမီးတို့လည်း English ကကျွမ်းတော့တကယ်လို့ဗမာလိုဖတ်ချင်တယ်ဆိုရင်လေဗမာလိုရေးထားတဲ့ကလေးနဲ့ပတ်သက်တဲ့စာအုပ်လေးတွေရှိပါတယ်ဒါပေမဲ့နည်းတယ်သမီးရဲ့ teacher တို့ဌာနရေးတာတွေကနည်းပါတယ်နောက် talk တွေနဲ့ပတ်သက်တော့တခြားပြောထားတာတွေအများကြီးရှိပါတယ် YouTube မှာရှိပါတယ်နော် YouTube မှာ teacher ကြီးကကလေးတွေကိုဘယ်လို parenting လုပ်ရမလဲဆိုတာလေးကိုရေးထားတာပြောထားတာပေါ့ရှိပါတယ်နောက်ပိုင်းကျရင်တော့လေအဲ့ဒီဟာတွေကိုသူတို့ကဘယ်လိုခေါ်မလဲ journal တစ်ခုခုထုတ်မယ်ပေါ့နော်အဲ့ဒီ Zfan ကနေပြီးတော့သူတို့က teacher talk ကိုသူတို့က in paper ပေါ့နော်ရေးပြီးတော့ publish လုပ်မယ်လို့လည်းပြောပါတယ်ဒါပေမဲ့လောလောဆယ်တော့သမီးရဲ့တက်တာနားထောင်လိုက်တာအကောင်းဆုံးပါပဲနော် YouTube မှာရှိပါတယ် teacher ရဲ့ talk တွေအများကြီးပဲရှိပါတယ်နောက်တစ်ခုကနော်သမီးမေးလိုက်တဲ့အတွက်ကြောင့်အခုဆိုရင်ကလေးဟုတ်တယ်ကလေး child psychology ကိုသိတော့မှကလေးတွေကိုဘယ်လို deal လုပ်ရမလဲဆိုတာပိုသိတာအခုတစ်ချက်ပြောသွားတာဆိုတချို့ဆရာဆရာမလေးတွေအနေနဲ့နည်းနည်းများဘာတွေလုပ်ရမှာလဲဆိုတာမျိုးစဉ်းစားမိမယ်တကယ်ကတော့တစ်ခုပဲမှတ်ထားလိုက်ပေါ့နော်ဘာလဲဆိုတော့ကလေးတွေရဲ့ basic needs ပေါ့နော် basic needs ထဲမှာဘာရှိလဲဆိုတော့ဥပမာ basic မှာကလေးတယောက်အသက်ရှင်ရပ်တည်ဖို့အတွက် nutrition လိုတယ်ပေါ့နော်အာဟာရပေါ့အာဟာရလိုတယ် rest လိုတယ် biological needs တွေပေါ့ဒါပေမဲ့အဲ့ဒါတွေနဲ့နီးတူပေါ့အဲ့ဒါတွေအရေးကြီးသလိုမျိုးကိုဘာလို့လဲဆိုတော့ love and warmth လို့တယ်ကလေးတွေကချစ်ချင်းမေတ္တာနဲ့နှွေးထွေးမှုဒါသူတို့ကဘယ်လောက်ထိရေးလိုက်ဆိုတော့ human touch လို့ရေးထားတယ် human touch ဆိုတာလူသားရဲ့လူချင်းချင်းပွတ်ပိုက်တာထိတာပေါ့ဆိုတော့ကလေးတယောက်ကိုအခုလိုမျိုးပေါ့နော်တကယ်ကိုဝင်းနေပူဆွေးနေတဲ့ကလေးနော်ဆိုလို့ရှိရင် anxiety ရှိနေတဲ့ grief ဖြစ်နေတယ်ဆိုတဲ့ကလေးကိုဆိုချစ်ချတို့ကဘာလုပ်မလဲဆိုသူကကိုထိလို့ရရင်ပေါ့နော်ပခုံးလေးကိုကင်မယ်သူ့အသားလေးကိုထိမယ်နော်သူ့ကိုပို့ပြီးတော့ကျင်နာမှုတွေပေါ့နော်ချစ်တယ်သူ့ကိုဂရုစိုက်နေတယ်ဆိုတာလေးကိုပြရမယ်ဆရာမလေးအဲ့ဒါအခြေခံမှာအရေးကြီးဆုံးပဲနော်သူ့ကိုအဲ့လိုလေးပြရမယ် love and warmth ပေးရမယ်သူ့ကိုဂရုစိုက်နေတယ်နော်ဆိုတော့ तू ကကိုယ့်ကိုယုံကြည်ရမယ် trust ဖြစ်ရမယ် and then ကိုကသူ့ကိုညင်ညင်နေဆိုတော့ hope သူ့မှာရှိရမယ်ကိုတယောက်လုံးရှိနေပါတယ်ဒါကြီးอ่ะဆိုသူ့အတွက် security ရှိဖို့လိုတယ်အဲ့ဒါတော့အခြေခံပေါ့နော်အဲ့ဒီဟာလေးကိုတော့ဆောင်ရွက်ပေးဖို့လိုပါတယ်တမီးတို့ရဲ့ကဲကျေးဇူးပါဒီမှာ teacher နှစ်ယောက်ကလက်ထောင်နော် teacher နှင်းရွယ်မင်းအရင်မေးကြည့်ပါနော် teacher မင်္ဂလာပါရှင်ဆရာမကြီး မင်္ဂလာပါရှင် ဟုတ်ကျမတို့အဲ့လိုဒီ3နှစ်သမီးလေးရှိရပါဘောအဲ့ဒီကဒီ earthquake ဒီမှာပေါ့နော်သူပပနဲ့သူနဲ့ကြံခဲ့တယ်တိုက်ခန်းမှာပေါ့နော်အဲ့မှာဒီသူအဲ့ဒီဟာကို traumatize ဖြစ်သွားပြီးတော့ကျမတို့လည်းဒီတိုက်ခန်းမှာမနေတော့ဘဲနဲ့တခြားနေမြို့တွေကပေါ့အဲ့မှာပြောင်းပြီးတော့ကျွန်တော်စင်ကိုင်းမှာသွားနေပေါ့နော်အဲ့တော့အဲ့ဒီချိန်ကျတော့ကလေးကဟိုပေါ့နော်ဒီဘက်ကိုမှလိုအပ်တဲ့ပစ္စည်းပြန်လာယူတဲ့အချိန်ဆိုရင်သူက I don't want to အဲ့ဒီ old house မှာသူမနေချင်ဘူးခဏထပ်ပြောတာပြီးရင်သူလုံးဝချလို့မရဘူးသူအဲ့ဒီတိုက်ခန်းဝင်မယ်ဆိုတာနဲ့ငိုတာပေါ့နော်ဆရာမကြီးအဲ့လိုမျိုးဖြစ်တာအဲ့တော့ကျွန်တော်လည်းတော်တော်လေးကိုဆိုလေဒီကလေးကလုံးဝဟိုတရားဟိုအကြောက်ကဖြစ်နေတဲ့အတွက်ဆိုပြီးကျွန်မဟိုဘက်မှာတလားလောက်နေလိုက်ရတော့အဲ့ဒီရောက်သွားရင်တော့သူကစားရတယ်သူရဲ့ဒီဆွေမျိုးတွေအကုန်လုံးပြောင်းသွားတော့သူ interaction တွေလုပ်ရတဲ့ခါကျတော့သူအဲ့ဒါလုံးဝမေ့တယ်ဒါပေမဲ့အဲ့လမ်းမှာဆိုရင်အဲ့အိမ်ကိုသွားမယ်ဒီ apartment လမ်းကိုတွေ့ပြီဆိုတာနဲ့သူကအဲ့အကြောက်ကဟိုပြန်ပို့ပေးပေါ့အဲ့လိုမျိုးကြီးပြောတာဆမ်းမကြီးအဲ့လိုမျိုးပေါ့ကျွန်တော်ပထမစတော့တခြားအိမ်ပဲပြောင်းပြီးတော့ပဲကျွန်တော်ရှာရတော့မလားဒီမှာပဲကလေးကဘယ်လိုမှဟောမဖြစ်တော့ဘူးလားပေါ့အဲ့လိုမျိုးနဲ့နောက်ကျတော့လေစဉ်းစားလိုက်တာသူတရားကိုရင်ဆိုင်ခိုင်းမယ်ပေါ့ဆမကြီးအဲ့လိုကျွန်တော်ကတော့ဆုံးဖြတ်လိုက်တာမှန်လားမှားလားတော့မသိဘူးပေါ့နော်အဲ့တပတ်ကျော်ဆမကြီးပြောသလို2ပတ်နဲ့6ပတ်အတွင်းအခုတော့သူ used to ဖြစ်လာပြီရှင်အရင်တော့ကတော့အဲ့လိုမျိုးချီထားတယ်ခန်းထဲမှာလေအခုနောက်ပိုင်းဆိုရင်တော့အဲ့လိုမျိုးအမေအဲ့လိုမျိုး toilet တွေပါတယ်သွားလို့လည်းမရအောင်ရောက်ထဲသူမနေနိုင်ဘူးပေါ့ဆမကြီးအခုတော့သူဖြည်းဖြည်းနဲ့တော့အဆင်ပြေလာပြီဆိုဟုတ်ပါသမီးဒီတယောက်တည်းရှိလာလားသမီးလေးကဟုတ်ကလေးကဒီအခုတယောက်တည်းရှင်ဟုတ်သူတယောက်တည်းရှိတာပေါ့တမီးမွေးချင်းသူကသူတယောက်တည်းပေါ့နော်ဟုတ်သူတမီးရဲ့သူ့ကိုဘာလုပ်ရမလဲဆိုတော့သူ့ကိုပို့ပြီးတော့လေဂရုစိုက်ပေးမယ်နော်ပို့ပြီးတော့သူ့ကိုချစ်ပေးမယ်နော်အဲ့လိုလေးတွေနေတယ်ဒါပေမဲ့သူစိတ်ထဲမှာဒါကြီးကရှိနေလိမ့်မယ်ဆိုတော့ဒါမဟုတ်ဘူးမကောင်းဘူးသူ့အတွက်လေ
ကြီးလာတဲ့ခါမှာလဲ तू ကဒါကြီးရှိနေနိုင်တယ်အဲ့တော့ तू ကစားတာလို့ဘာလို့လဲပေးကစားတဲ့အခါမှာ तू အဲ့ဒါလေးတွေထုတ်ပေါ်မပြောဘူးလား ပြောရဲဆိုမှအဲ့သူဒီလှုပ်တယ်ဆိုရဲအဲ့ဒီအတန်ချရင်သူအဲ့လှုပ်တယ်ဆိုရဲဟာဆိုရင်သူလူပေါ်ကိုပြေးတက်တော့တာပဲအဲ့ဒီဟာ อ๋อဟုတ်တယ်ဟုတ်တယ် စကားလုံးကိုသူမကြိုက်ဘူးဖြစ် တိုက်ဘူးဟုတ်ပြီဆိုတော့အချိန်ကြာလာရင်တော့နည်းနည်း तू ဟိုကောင်းတဲ့သူ့အတွက် positive ဟိုပါပေါ့နော်ဟိုဘယ်လိုခေါ်မလဲအတွေ့အကြုံတွေပေါ့ experiences တွေရဖို့လိုတယ်တမီးက तू ကတမီးတို့ကပိုဂရုစိုက်မယ်တမီးတို့ကပိုချစ်မယ်ဒီအကြောင်းအရာကိုမပြောဘူး that's a natural ပဲပေါ့နော်ဆိုတာမျိုးလေးတွေပေါ့ဒါကိုသိမပြောတော့ပဲねသူ့ကိုပြောတာလေးတွေဖန်တီးပေးမယ်ဒါပေမဲ့အဲ့ဒါကလေသူ့အတွက် trauma အနေနဲ့လေ unconscious ဆယ်မှာပေါ့နော် तू တည်နေနိုင်တယ်အဲ့ဒါကြီးကိုပြအောင်တမီးတို့ကလုပ်ပေးရမှာ ဟုတ်ကဲ့ရှင် ဆိုတော့သူ့အတွက် positive ဖြစ်တဲ့ experience တွေပေါ့တမီးတို့ကသူ့ရှိမှဟိုပါပေါ့နော်ဟိုတုံနှုတ်ထောက်ချားတာတွေအဲ့ဒီအကြောင်းကြီးကိုစိတ်ပြက်တာကြီးတွေသူ့ရှိမှမပြောမိစေနဲ့ပေါ့နော်ဒါအပတ်တ ဟုတ် မဲ့ ဟုတ်ကဲ့ အဲ့လိုလေးတော့ထားရမယ်နော် ဟုတ်ကဲ့ဆရာမကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင် ကဲကျေးဇူးပါဒီချက်မေးတာရောဒီချက်ကြီးဖြေတာရောခုနကတော့ဒီချက်မေးလက်ထောင်တာတွေ့လိုက်တယ်ဒီချက်မေးဟိုဟာမေးစရာများရှိလားအခုတော့လက်ထောင်တာမတွေ့ဘူးဒီချက်ဟုတ်ကဲ့မေးပါရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင်ဆရာမတခုလောက်မေးချင်လို့ပါရှင်ဟုတ် ပြပါ ဟိုပါ ရှင် လေကျမတို့ဟုတ်ကဲ့ရှင်ကျမတို့ဒေတာပြမှာပေါ့နော်ဒီစစ်ဘေးအကြောင်းမလို့ဒုက္ခရောက်ပြီးတော့မှပြောင်းလာတဲ့ကလေးတွေပေါ့နော်စစ်ဘေးအကြောင်းမလို့မိသားစုဝင်တွေတည်တယ်အဲ့ဒီဟာကိုညင်ရပါတော့အခုညင်တဲ့ကစားလေးတမတဲ့ခဲ့တိုင်းဘာတန်ချင်းစံတိုင်းဟိုလီတန်ပတ်စားအားလုံးမလို့မရတော့ဘူးပေါ့နော်ဒီချက်အဲ့လိုမျိုးဆိုတော့ သိပြီးတော့ အဲ့ မ ဒီကလေး ကြား ကို ဘူး သူတို့ဟုတ်ကဲ့ရှင်ဆရာမကြီးအခုရောကြားရ အတ လား န် ရှ တုံ င် သွားလို့ဦးကြားပြီတမီး ဟုတ်ကဲ့ရှင် ပြန် ကျ ပြော မ လိုက်ပါ တို့ အဲ့ ဒေ လို တာ ရ ပြမှာလေ ဟုတ်ပြီ ဟုတ်ကဲ့ရှင်ဆရာမကြီးဟုတ်ကျမတို့ဒေတာပေးကြောင့်ဒုက္ခရောက်လာတဲ့ကလေးတွေပေါ့နော်စစ်ဘေးအကြောင်းမလို့သူတို့မိသားစုဝင်တွေတည်သွားတဲ့ကလေးတွေအဲ့ဒါဆိုတော့သူတို့ကလေဆိုင်ကယ်တန်တို့ကားတန်တို့ဟိုကြားရင်ကိုဟိုအတန်ကြားရင်ကိုကြောက်လန့်နေတော့ပါတော့ဆိုင်ကယ်တန်ဝူကားတန်လာကိုလည်းသူကလေရင်တန်မှတ်ပြီးတော့အဲ့လိုမျိုးစာတင်လို့မရတော့ဘူးသူတို့ရဲ့စိတ်မှာရနေတဲ့အဲ့လိုစိတ်ဒဏ်ရာတွေကိုဟုတ်ကဲ့ကျမတို့အနေနဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာအနေနဲ့ဘယ်လိုလေးများတက်တာအောင်ကူညီလုပ်ပေးလို့ရမလဲလို့ဟုတ်သိပါရစေရှင်ဆရာမကြီးကျေးဇူးတင် ဟု ပါ တ် တ ပြီ ယ်ရှင် သူအသက်အရွယ်ပေါ်မှာပေါ့နော်စောစောကချိန်ပြောသလိုသူအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့ activities တွေအများကြီးရှိတယ်လေအဲ့ activities တွေလုပ်ပြီးနဲ့သူပေါ်ထုတ်လာလိမ့်မယ်နော်နောက်တစ်ခုကသူတို့စောစောကပြောတဲ့အပြေးပဲနော်ဒါလဲဆိုစကဲကိုသူတို့ဂရုစိုက်ပါသူတို့မှာ material တွေရှိတယ်နော်အမှန်တော့ဒီခေတ်မှာလေအရန်တနာဖို့ကောင်းတယ်ဒီကလေးတွေကလေတီချက်စီရှိတယ်သူတို့ဟိုလုံခြုံမှုပေးမဲ့သူရှိတယ်ဆိုတာမျိုးကိုလည်းကျမတို့ကပြောထားဖို့လိုပါတယ်ဒါသူတို့နှစ်သိမ့်တဲ့အခါမှာကျမတို့ကမဖြစ်နိုင်တဲ့ hope တွေမပေးဘူးဥပမာဆိုတာသူတို့အဖေတွေတည်သွားတယ်ပေါ့နော်စစ်အတွင်းမှာတည်သွားလို့သူတို့ကစစ်ပြေးရှောင်ပြီးလာတယ်ဆိုအဖေပြန်လာလိမ့်မယ်လို့ကျမတို့မပြောဘူးနော်အဖေကပြန်မလာတော့ဘူးလေ ဟုတ်ကဲ့ ပြန်မလာနိုင်တော့ဘူးဆိုရင်ကျမတို့ဟိုမဖြစ်နိုင်တဲ့ hope ကိုသူတို့မပေးဘူးသူတို့ဖြစ်နိုင်တဲ့တကယ်ကိုလုပ်ပေးနိုင်တဲ့ hope လေးတွေပဲပေးသွားမယ်ပြီးရင်ကျမစောစောတင်ပြခဲ့တဲ့ activities တွေပေါ့နော်အဲ့ဒီ activities တွေကိုများများလုပ်ပေးမယ်များလုပ်ပေးရင်အဖြစ်သူတို့ဟိုဖြည်းဖြည်းနဲ့ယော့သွားမယ်အဲ့ဒီဒါပေမဲ့သူတို့လေးတွေကခံစားရတာများတဲ့အတွက်ကြောင့်နည်းနည်းတော့ကြာလိမ့်မယ်ချက်ချင်းကြီးတော့တစ်လအတွင်းဟလာဟိုနှစ်လအတွင်းတော့ပျောက်ချင်မှပျောက်မယ်ကြာသွားနိုင်တယ်ဒါပေမဲ့သူတို့အသက်အရွယ်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်စောစောကဒီမှာပြောခဲ့တယ်မှာအသက်ကလေးတွေပါတယ်အဲ့ဒီအမှ activities တွေလုပ်ပေးပါအဲ့ဒီမှာပဲသူတို့နဲ့အတူတူပေါ့နော်အပြန်အလှန်ပြောဆိုဆက်သွယ်ရင်းကစားရင်းနော်သူတို့မိကုန်းလေးမြင် discussion လုပ်ရင်းအဲ့ဒီလိုလေးတွေနဲ့ကျမတို့ဆောင်ရွက်ပြီးလို့ရပါတယ်သူတို့ဖော်ထုတ်ရမယ်လေဒီထက်ရှိတာတွေသူတို့ဖော်ထုတ်ရမယ်ဒီထဲမှာရှိတာတွေဖော်ထုတ်ရမယ်ဆိုတော့ပါဇက်ကလည်းဖော်ထုတ်လို့ရတယ်အမှနည်းနည်းကြည့်တဲ့လူတွေဆို discussion လုပ်တယ် group discussion နည်းနည်း activity တွေပါလုပ်တယ်ငယ်တဲ့ကလေးတွေဆိုလို့ရှိရင်လည်းအဲ့လိုပေါ့ပုံလေးတွေဆွဲတယ်ကစားတယ်အဲ့ဒီကနေသူတို့ကဖော်ထုတ်မှာသူတို့ရဲ့ခံစားချက်တွေကိုဖော်ထုတ်မှာအဲ့ဒီမှာအဲ့လိုများဖော်ထုတ်လေသူတို့ဒီထဲမှာမကြံနေတွေပေါ့ကြီးတာတော့သူတို့က trauma ကြီးကမကြံတော့မဟုတ်ဒီ trauma ကြီးကကြံရင်ကြီးလာရင်အဲ့ဒါကြီးကရှိနေမှာ okay ဟုတ်ကဲ့ရှင် ရပါလားရှင် ဟုတ်ကဲ့ပြန်ပါရှင် ရပါလားရှင် ဟုတ်ကဲ့ရှင်ဆရာမကြီးရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်
ဟုတ်ကဲ့ပါမေးပါရှင်အာမနာပါနဲ့နော်အခုမှတွေ့ရကြရတာလေဟုတ်ကဲ့ ကျမတို့တွေဟို evaluation form ပေါ့ feedback form လေးလည်းကျမတို့အခုဟို link လေးချပေးပါမယ်အဲ့ဒီ feedback form မှာလည်းပဲဆရာမတို့ကဟိုဒီ webinar နဲ့ပတ်သက်ပြီးတော့ဒီလိုများထပ်ပြီးတော့မေးစရာလေးရှိရင်ဒီ webinar နဲ့ပတ်သက်ပြီးတော့ပြောစရာရှိရင်ပြောလို့ရပါတယ်မေးခွန်းလေးဒါလေးကျမတို့ထားလို့ဆိုတာဆရာမကြီးကနေပြီးတော့ညံဖြေပြီးတော့ကျမတို့တွေအနည်းအားဖြင့်ပေါ့နော်ကျမတို့ပြင်ပြပါမယ်နောက်ပြီးတော့ဒီဆရာမကြီးပြောသွားတဲ့ဒီ PowerPoint တွေကိုကျမတို့ဆရာမတို့ certificate ပေးတဲ့ခါကျတခါလေးပေးမှာပါเนาะ certificate လည်းပေးပါမယ်ဒီသင်တန်းတော့မဟုတ်ဘူးပေါ့နော်ဒီ student value တက်ရောက်တဲ့အတွက်ကျမတို့ကနေမြန်မာဒီစောကနေ certificate ပေးမယ်ပြီးတော့ဆရာမရဲ့ PowerPoint တွေလည်းကျမတို့ PDF version တွေပြောင်းကျမတို့ပေးပါမယ်နော်ဒီကြားထဲမှာမေးစရာများအထူးတလဲရှိရဆိုရှင်မေးလို့ရပါတယ်ထပ်ပြောလို့ရပါတယ် ဟုတ်တီချာ အဲ့တော့ဟုတ်ကဲ့ဒီနေ့မှာဒါပထမဆုံးနေ့ပေါ့ကျမတို့9ရက်ရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဆရာမကြီးရှိပါတယ်နောက်ရက်ဒီကျမတို့နောက်ဗုဒ္ဓဟူးနေ့မှာလည်းနောက်ထပ်ဆရာမကြီးရှိပါမယ်နောက်တစ်ပတ်စနေမှာလည်းရှိပါတယ်ကျမတို့အဲ့ဒါလေဒီမေလတစ်လလုံးကကျမတို့9ခုရှိထားတယ်ဆိုတော့အမှ schedule လည်းကျမတို့ထွက်ပါလောလောဆယ်3ခုထွက်ထားတယ်ဆရာမကြီးတော်သက်ထားအောင်ဒါပထမဆုံး the first presenter the first speaker နောက်တစ်ပတ်ကြာလို့ရှိရင်တစ်ပတ်တောင်မဟုတ်ဘူးဗုဒ္ဓဟူးနေ့မှာဆရာမတော်ဥမာ train တော် Erica ရှိနေနောက်စနေဆိုလို့ရှိရင်ဆရာမတော်စင်စင်ဝင်း3ခုကျမတို့ကြော်ညာပြီးပါပြီနောက်ထပ်လည်းကျမတို့ထပ်ကြော်ညာနောက်4ခုရှိနေမကြခင်နဲ့ကျမတို့စတိုက်ပေါ့နော်ကျမတို့ပုံလေးတွေနဲ့ဒီlink လေးနဲ့ဒီဆရာမတို့ကိုယ်တိုင်လည်းတက်လို့ရတယ်မိတ်ဆွေတွေကိုလည်းလက်ဆင့်ကမ်းပြီးတော့ဟလာဒါလေးကိုဆွေးနွေးပြီးတော့လာပြီးတော့လက်ရောက်ဖို့လည်းပဲဖိတ်ခေါ်လို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဟိုကလေteacher သင်တို့များရှိလား teacher သင်တို့ဒီဘက်မှာအဲ့ဆိုလို့ရှိရင် teacher သင်တို့ဒီဘက်မှာဆရာညီတို့ကနေပြီးတော့ evaluation form နဲ့ဒီမှာဆိုလို့ရှိရင်ရှိပါပြီเนาะ feedback form လေးပါအမှခက်ခဲမဟုတ်ဘူးဒီဟာလေးကကျမတို့တက်သုံးဝင်လာဒီကနေ take away ဘာလေးများရသွားလေဘာလေးများထပ်ပြီးတော့မေးချင်သေးတယ်လေကျမတို့အကြံဉာဏ်လေးပေးပါကျမတို့မေးခွန်းလေးတွေနဲ့ပြန်ပြီးထုတ်ပါကျမတို့ထပ်ပြီးတော့အတတ်နိုင်ဆုံးဆရာမိုင်းနဲ့အဲ့နေပြီးတော့မေးခွန်းတွေထူးထူးဆန်းဆန်းထူးထူးခြားခြားပေါ့နော်ဒီအခုဆွေးနွေးသွားတာထက်ကိုမှထပ်ပြီးတော့တချို့သိချင်တာများရှင်ဆရာမိုင်းရလည်းအချိန်ကာလလေးအချိန်လေးပေးနိုင်လို့ရှိရင်ကျမတို့ပြန်ပြီးတော့ဖြည့်ပေးပါမယ်နောက်ဘက်တွေကြားလို့ရှင်လည်းနောက်ဒီချိန်လည်းရှိမယ်ဆိုတော့ဒီအကြောင်းအရာကြီးပြန်ပြီးတော့ပြန်ပါလာမှာပေါ့နော်တတ်နိုင်အောင်လည်းကြိုးစားပါအကြောင်းအရာရတော့ခက်စင်စင်ပဲဒါပေမဲ့ approach တွေမတူဆရာမတွေမတူဘူးတချို့ကြတော့ဟာဘယ်လို game တွေနဲ့ကစားမယ်ထိုက်ရိုက်ပေါ့နော်အဲ့ဒါမျိုးတွေလုပ်ပြမှာလည်းရှိတာပေါ့အဲ့တော့တက်ပါကျမတို့ဖိတ်ခေါ်ပါတယ်နော်နောက်ပြီးတော့ကျမတို့ကိုယ်တိုင်လည်းမသိဘူးဒါကြောင့်မလို့ပညာရှင်တွေဖိတ်ထားတာပါမေးလို့ရတယ်ကျမတို့တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရပါတယ်နော်အဲ့ဒီမှာကျမတို့ form လေးတွေရှိရယ်အဲ့ form လေးတွေမှာဖြည့်ထားပေးလိုက်ပါကျမတို့ form မှာတော့ email လေးမှာအောင်လို့ရှင်းပေးပါကျမတို့ email မှားနေလို့ရှိရင်ကျမတို့စာပို့လို့မရဘူးเนาะကျမတို့အဲ့ဒါကိုဒီရှင်းမကြခင်ကာလမှာကျမတို့လုပ်ပါမယ်ဒီ recording ကိုလည်းကျမတို့ YouTube မှာကြည့်မယ်မြန်မာဒီစော YouTube channel ရှိရယ်အဲ့မှာတော့ကြည့်လို့ရတယ် certificate မကြခင်ရက်အတွင်းမှာပို့ပါမယ်ပြီးတော့ကျမတို့မနာဆရာမရဲ့PowerPoint စီနဲ့